ဗဒ္ဒကဘာကြီးမှာပွင့်တော်မူမှာဘုရားငါစုတဲ့ဘုရားဘယ်နှစုတဲ့လေးစုဘုရားပွင့်သွားပြီဘယ်နှစုဘုရားကပုတ္တနာဘုရားတဲ့ပွင့်သွားပြီကောဏကမနာဘုရားပွင့်သွားပြီသတ္တဗဘုရားပွင့်သွားပြီခောဓမဘုရားပွင့်သွားပြီတဆူပဲကြံတော့တယ်အရိမတေယဘုရားတဲ့ဘာဘုရားတဲ့အေးဘုရားတဆူပွင့်ဖို့ဆိုတာဒေသယေဩဇုံဘိကပုပ္ပံဝသန္တမိတတကံယထာဝါယတနံယထခိရံဒုလပံလောကနာယကံဩဇုံပရိကပုပ္ပံယေတဖံပွင့်ကိုဒုလပံဤဝအလွန်ရတဲ့တကဲ့သို့၎င်းသန္တမိတာယတနေငွေလမင်း၌သန္တမိတာယတနေငွေလမင်း၌တတကံရေမုံမြင်သည့်ယုံကိုဒုလဘံယထာကဖမ်းယူခြင်းကအလွန်ရာခဲ့တကဲ့သို့၎င်းဝါယတာနံကြီးငယ်အပေါင်းတို့ဤခိရန်တို့ဤကိုဒုလဘယထာအလွန်ရနိုင်ခဲ့တကဲ့သို့၎င်းလောကနာယကလောကသုံးပါးထင်ရှားပေါ်လွင်သဗ္ဗညုတအစေဘုရားရှင်ဖြစ်သောဒုလဘသင်္ရှိသင်္ရှာလွန်လေးပါတော့လေတခါတရံရနိုင်ဖို့ရအလုံးလုံးပင်ခဲရင်လာပါပြီဒီလိုတထဗံကောင်းစွာမသွေမသာထိုက်ပါပေတော့တည်းဘုရားတဆူပွင့်ပေါ်ဖို့လောက်ထိအောင်ခဲရင်လုံးဆိုတာဥပမာ3မျိုးနဲ့ပြောသွားတာဥပမာဘယ်နှမျိုးလဲကဲဆိုကြည့်ပါဘိယတာရေတဖမ်းမှာရဖို့ရာလွန်စွာခဲရင်သည်ရေတဖမ်းပွင့်မှာရဖို့ရာလွန်စွာခဲရင်သည်လမရေထားယုံရုပ်အားဖမ်းညာခဲရင်သည်လမရေထားယုံရုပ်အားဖမ်းညာခဲရင်သည်ကြီးတွေထံကနို့ကိုရာလွန်စွာခဲရင်သည်ကြီးတွေထံကနို့ကိုရာလွန်စွာခဲရင်သည်ထိုထေတာပမြတ်ဗုဒ္ဓပွင့်ရခဲရင်သည်ထိုထေတာပမြတ်ဗုဒ္ဓပွင့်ရခဲရင်သည်ဧနမတ္တိပါဥပမာပေရုံဆိုရင်ဩဒုံပရိကပုပ္ပံဝါတဲ့ရေတဖမ်းပွင့်ဆိုတာအလွန်တရာရှာရခက်တယ်ရေတဖမ်းပွင့်ဆိုတာအလွန်တရာရှာရခက်တယ်တဲ့နောက်တကသန္နမိသတကယထာဒုတိယဥပမာကဘာပြောတာတော့ဆိုလို့ရှိရင်ဘိုးရွှေလမင်းလို့ခေါ်တဲ့ကောင်းကင်မှာထိန်းသိမ်းသားနေတဲ့အဲ့ဒီလမင်းကြီးရဲ့အတွင်းမှာရေးထားတဲ့ယုံရုပ်တဲ့ဘာရုပ်တဲ့လဲဖရာလောင်းတော်ယုံမင်းဇတ်တော်တို့ကမိဘုံနဲ့ခုံဆင်းတာတရားမင်းကဇီဝိတဒါနအသက်ဆွန်ပြီးတော့လှူတဲ့အလောင်းတော်လို့ဆိုပြီးတော့အဲ့ဒါလဘောမှာတက်ပြီးတော့တရားကယုံရုပ်ရေးသွားတာအဲ့ဒီရေးသွားတဲ့ယုံရုပ်ကအောက်ကနေပြီးတော့လိုက်ဖမ်းလို့လွယ်သလားလမရေးထယုံယုံအဖမ်းညာခဲရင်သည်နောက်တခါပေသတ္တေကြီးတွေထံကနိုးကိုရလွန်သွားခဲရင်သည်ကြီးမတွေဟာလေကြီးကန်းတွေကြီးမတွေဟာနို့ဘရောမှမထွက်ဘူးတဲ့အဲ့ဒါကြီးမရှိကနို့ကိုယ်တာရရင်ရသွားမယ်ကြီးနို့သွားညစ်လို့နို့ရည်တာထွက်ရင်ထွက်သွားလိမ့်မယ်တဲ့ဘုရားပွင့်ဖို့ဆိုတာထိုးထဲတာပမြတ်ဗုဒ္ဓပွင့်ရခရင်သည်ဩဇုံပတိကပုဗ္ဗဝသန္နာမိတတကယထာဝါယတနယထာခိရံဒုံလပံလောကနာယကံတဲ့ဒါကြောင့်မို့လို့ဘုရားတဆူပွင့်ဖို့ကမာရီသစ္စေတင်ညာအကြာကြီးဆောက်ရတယ်
Taratika Payare, Wudiatika Payare, Pinatika Payare, Payare, the Vana, Panami Pira, Yamadu, and Nego Payara, ladies in a Gavada, they Panami Pira. Does it out in a Gavada, they does it in a Gavada, they. And a Gavada, they go Mabiovan, the Kavaya, that Damo, Boyo Piedam, Boy, Nenny Ubuma, the Kavaha Balauchar also. Tawni the cool. Sajawala Losi, Tawnika, Sajawala Mimimu Tavia, the Bogoyoma, Downloyoma, Downlosi, Townani the Kuba, any Tawnika, Chow Tawni, Madonelle. Any look, Chow Tawni, Bogoyoma, Yakayoma, Shayoma, any look, Chow Tawni, Domo Boba Downlow, and Chow Tawni, Chow Ta at the speed on Chow Tawni. Any Chow Tawni go. Alondaya Nunya no Gonza Galine, and Nitaya wood, the Jamepo. And Nitaya Nima, Eddie Alondaya Nunya ne Gone, Eddie Chowdown you, the Jabo, Obi Yata, Nitaya Bima, a Chowdown you, Gonza and Bo, Gonza and Shapo, the Mango, Chito, and a Gonza and Shapo, and Nitaya Ma the Jay, and Nitaya Van Jane. Popa Mialo, Chow Nida, Pepe, Viro, Chow Ni, Gomame, the Kavaya Tadamago Mude. God, allow Jados and Vegino. Allow the Union Barani Shiana, live in Chile Kavada Day. Sema live in Jisura Badi and Nova Kavada Day, the Kavara Hoya. Allow Jaros, Sira Kala Bawana, Big Jara. This is Aliva Divolo, Payashibu, Panamisia. Ta. A name over Yadora, lead the Geneva of the day. Didn't end the Geneva, shit the Geneva of the day. Didn't end the Geneva, the rest of the Geneva of the day. Pinajiga Paya, Waria Diga Paya, Taradiga Payazo, Payaga and Dozinsi. To Panamisia, Kalane. And of Payan, the Su Puemo, any lotty Kayan and Soda, Bayo Bieta about the Rogono, Nalevi Soya. Kodo Biko Ido Kahabadi, Dolabo Loga, the Mayati Jambododi, Kahabadi Dayaga, the Tiji, Bododi Payahu, Do Yadi Jangodo, Adani Ati Shivavi, Ido Kodo Biko, To Paya Sure, Adani Leve, Loga the May, Loga, Do Queen Boadi Night. Don't let alone me, Jaya get lava, baby, the God. No, the singer, but the Doros in Bedaye. Paya Sore, Atango Jabo, Solaroma, Maloya Bude, Solaiva, Paya Sodanya, Adanga. Yaya Malwevi Paya Sodamya Adanga Jaya Malwevi Yaku Aka Adama Jaga Nijavi Yaku Aka Adama Jaga Nijavi Adamyada Makava Puga Nijavi Adamyada Makava Puga Nijavi Payasore Adango Javo Sura Malvebude Dayodini Puido de Garamari Kankaune Payasore Adane Jaya Deyasore Dane Jaya Dana Sore Dane Jaya Jayo Nila Sura Pura Pulaya Hulaya Hula Eda Jam Loka Dema Mabri Kavan Yoshi did it, Kavavan Yole Namadeka Donya Kavare, Bagavare Donya Kavadra, Payalo, Mapuene Kavaji, Donya Kavalu, Kore Namaneka Adonya Kavare, Adonya Kavasura, Payapuene Kava, Adonya Kavasura, Bagava. Dami Kavan Namyolo Maba, Kavavan Yole, Donya Kavane, Adonya Kava, Vane.
အဲ့ဒီဘုရားပွင့်တဲ့အတုံညာကဘာကလည်းပရိသတ်5မျိုးရှိတယ်ဘယ်နှမျိုးရှိလဲနံပါတ်1ဘုရားတဆူတဲ့ပွင့်ပြီးတော့ကဘာကြီးပြက်သွားတာတဆူပွင့်တဲ့ကဘာကိုတာရကဘာတဲ့ဘာကဘာတဲ့လေနောက်ကဘာတစ်ခုထပ်ပေါ်လာတယ်ဘုရားနဆူပဲပွင့်ပြီးတော့ကဘာကြီးမိကြောင်ရေကြောင်လေကြောင်တစ်ခုကြောင့်ကဘာကြီးပြက်စီးသွားအဲ့ဒီကဘာကိုတော့မန္တကဘာတဲ့ဘာကဘာတဲ့နောက်တဲ့ကဘုရား3စုပဲပွင့်တဲ့ကဘာကြတော့ဝရကဘာတဲ့ဘာကဘာတဲ့ဘုရား4စုပွင့်တဲ့ကဘာကိုတော့တာရမန္တကဘာဘာကဘာတဲ့ဘုရား5စုကဘာမချပဲနဲ့ဇက်တိုက်ပွင့်တဲ့ကဘာကိုတော့ဗဒ္ဒကဘာတဲ့ဘာကဘာတဲ့ဒါကြောင့်ဗဒ္ဒတဲ့ကဘာကြာ9ခိုင်ဗမာတင်ပွင့်ကြဗုဒ္ဓဗဒ္ဒတဲ့ကဘာကြာ9ခိုင်ဗမာတင်ပွင့်ကြဗုဒ္ဓ4စုမှာလွန်5ပကွယ်သွားအဲ့ဒါလေးလိုက်ဆိုပါဘိရင်တိုင်းတဆူသာရနိမန္တဝရ3စုသာတဆူသာရနိမန္တဝရ3စုသာတာရမန္တ4စုများဗဒ္ဒ5စုသာတာရမန္တ4စုများဗဒ္ဒ5စုသာတဆူတော်များမပွင့်က3ညကတ္တဗံတဆူတော်မှာမပွင့်က3ညကတ္တဗံ5စုတဲ့ပို့ပြီးတော့လည်းဘုရားမပွင့်တော်ဘူးလေဆိုအဲ့တော့အခုဗဒ္ဒကဘာမှာကြုံနေရတဲ့ဘုန်းကြီးတို့တရားတော်မတွေကံကလေကောင်းမင်းရင်ကောင်းရင်ကောင်းမင်းရင်ကောင်းရင်ဘာဖြစ်လို့ဘုရားတဆူပွင့်ပြီးတော့ကဘာပြတ်မှလည်းမဟုတ်ဘူး2စုမဟုတ်ဘူး3စုမဟုတ်4စုမဟုတ်5စုကိုဇက်တိုက်ပွင့်တာကဘာချားလားကဘာမချားဘူး5စုကိုဇက်တိုက်ပွင့်သွားအခု4စုဘုရားလွန်သွားပြီအဲ့တော့လွန်သွားတဲ့ဘုရားထဲမှာဘေးတိုင်နံပါတ်1ကကုတဏ္ဍမြတ်စွာဘုရားတဲ့ဗာဘုရားတဲ့လေအခုကြိုက်ပုံဘုရားကြီးမှာဘုရားကြီး4စုကြောချင်းတတ်တယ်မထားဘူးလားအရှိအယကဘုရားကကုတဏ္ဍဘုရားဗာဘုရားတဲ့လေကြိုက်ဆိုတာကမွန်ပါတာပဲပွန်ဆိုတာက4စုဘုရားဗာဘုရားတဲ့လေကြိုက်ပွန်ဘယ်သွားမလို့လဲကြိုက်ပွန်သွားလို့ဘယ်ဘုရားလဲကြိုက်ပွန်ဘုရားသွားဖို့မလို့ဟိုတော့ကဘဲဘုဟန္တာဝတိဟာမွန်နေပြီတော်ကြီးပဲအဲ့တော့ဘုရားတွေနာမည်တွေကများသောအားဖြင့်မွန်နာမည်တွေကြီးမဲ့လာတာများတယ်မွန်ကဘုရားကိုကြိုက်လို့ခေါ်တာပွန်က4စုဘုရားကကြိုက်ပွန်ဆိုတာမြန်မာလိုပြန်ရင်ဘုရား4စုလို့အဓိပ္ပာယ်ထွက်တယ်ဘုရားဗာနဲ့ဆိုတယ်ဒီကနေမြို့ထဲနဲ့သွားတော့ဟိုရိုးမရေခဲတဲ့နောက်ဟိုမိယုံဟိုဘက်ကနေလှမ်းကြည့်လိုက်လို့ရှိရင်လေကွင်းကြီးထဲမှာဓာတ်တော်ကျုပ်ဘုဒ္ဓနာတည်ထားတာအဲ့ဒါကြိုက်ပေါ်ဖရားတဲ့ဗာဖရားတဲ့ကြိုက်ဆိုတာဖရားပဲပေါ်ဆိုတာပြန်လာကောင်းကင်ကနေပြန်လာတဲ့ဖရားရှိစုကိုကြောက်စင်းတို့ဖရားရှိစုကိုတိတ်တရာဂမင်းနဲ့သုဘဒဒေဝီမိဖရားမိမိဖရားနှစ်ပါးတို့အဲ့ဒီမှာဖရားတည်တာအဲ့ဒါကြိုက်ပေါ်ဖရားတဲ့ဗာဖရားတဲ့လေဘဂိုးဖရားတွေအများစွာဖြင့်ကြိုက်ပါတယ်ကြိုက်ပေါ်တဲ့ကြိုက်ပေါ်တဲ့ကြိုက်သလွန်တဲ့ရှင်မောတော်ဘုရားကြီးရဲ့မူလနာမည်ကကြိုက်မူတာတဲ့ပါတယ်လေကြိုက်မူတာရှင်မောတော်ဘုရားရဲ့မူလဘွဲ့ကကြိုက်ဆိုတာဘုရားပဲမူတာဆိုတာယတ္တာဗမာရလဲတဲတောင်စွန်းမှာဘဂိုးမျိုးကြီးကပင်လဲမျိုးကြီးပဲတဲတောင်စွန်းလေးပေါ်နေတော့အဲ့ဒီတဲတောင်စွန်းမှာမြတ်စွာဘုရားရပ်ပြီးတော့ဗျာဒိတ်ပေးသွားတာဟသာဝတိယာဇဌာနီမင်းနေပြည်ကြီးပေါ်လိမ့်မယ်သာသနာထောမယ်လို့ဆိုပြီးတော့မြတ်စွာဘုရားနောက်ပါသံဃာတော်တွေနဲ့သုဝနာဘုံမိပထုံကိုကြွတော့ဒီမှာခဏနားတယ်အဲ့ဒီတဲတောင်ဆုံးမှာရပ်ပြီးတော့နားတာမို့လို့ဘုရားတဲဆုံးမှာရပ်ပြီးတော့နားပြီးတော့ဗျာဒိတ်ပေးခဲ့တဲ့နေရာမို့လို့ကြိုက်မူတားတဲ့ဗါတဲ့လေ
အဲ့ဒါမူသားကနေတပြေးပြေးကာလရွေ့လျော်ပြီးတော့မူသားကနေရှိရကြိုက်ပြုတ်သွားပြီးတော့မူသားကနေပြီးတော့မူတော်မော်တော်တပြေးပြေးနဲ့နောက်တော့ရွှေတင်ကန်းကလည်းတော့ရွှေမော်တော်ဆိုပြီးတော့ဒီလိုတွင်တာဘုရားဘုရားတွေကရှိရကြိုက်တွေပါတယ်အခုဒီမှာလဲကြိုက်ပုံနဲ့ဘာဖြစ်လို့ကြိုက်ပုံခေါ်တယ်လဲကြိုက်ဆိုတာဘုရားပဲပုံဆိုတာလေးပဲလေးဆိုဘုရားပဲဘုရားကြီးမှန်းပြီးတယ်တော့ကကုသနာဘုရားကြီးမှန်းပြီးတော့တည်ရတယ်ကောရကမနာဘုရားကြီးမှန်းပြီးတော့တည်ရတယ်ကတ္တဗမြတ်စွာဘုရားကြီးမှန်းပြီးတော့တည်ရတယ်ဂေါရမမြတ်စွာဘုရားကြီးမှန်းပြီးတော့တည်ရတယ်အဲ့တော့အရှိရမှာတည်သုံးနေတော်မူတဲ့ကကုသနာမြတ်စွာဘုရားရဲ့ဗုဒ္ဓဝင်အကျဉ်းလေးကိုဘုန်းကြီးတို့ပြသကိုဘုန်းကြီးပြောမယ်အဲ့ဒီကကုသနာမြတ်စွာဘုရားရဲ့နေပြည်တော်ကခေမဝတီမြို့တဲ့။ဘာမြို့တယ်လဲ။ဘုရားရဲ့ခမဲတော်ကခေမင်္ဂရမင်းကြီးရဲ့မင်းတိုင်းမအမကြီးပရောဟိတ်ပုံနာအက္ခိတတ္တာတဲ့အရှိရသတင်းသုံးနေတဲ့ကကုသနာမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ခမဲတော်နာမည်ကအက္ခိတတ္တပုံနာတဲ့။ဘာပုံနာတယ်လဲ။မေတော်ကဝိသာခာမေတော်ကဘယ်သူလဲလဲ။အဖေကအက္ခိတတ္တပုံနာမေတော်ကဝိသာခာဘုရားရဲ့အမေနဲ့အဖေဘုရားမေတော်ခမဲတော်အဲ့ဒါဖွားမြင်ပြီးတော့အရွယ်ရောက်တဲ့အခါကျတော့ရောဓိနီလို့အမည်ရတဲ့ပုံလေးမှနဲ့လက်ထပ်တယ်ပုံလေးမှနဲ့လက်ထပ်ပြီးတော့နမ်းမရှိစိန်အပြိုရှင်3000ခြံရံပြီးတော့ကာမပြတ်တတ်တယ်ကာမဝဏပြတ်တတ်တယ်ကာမသုတ်တိပြတ်တတ်တယ်ပြတ်တာ3ဆောင်မှာမင်းရှိစိန်ကဲ့သို့ခံစားပြီးတော့သားတော့ဥတ္တရဘုရားရဲ့သားတော်ဘယ်လိုလဲအဲ့ဒီဥတ္တရဖွားမြင်တဲ့နေမှာပဲကကုသနာမြတ်စွာဘုရားအလောင်းတော်ဟာနမိတ်ကြီးလေးပါထဲပြီးတော့တောထွက်တော်မူတဲ့အာဇာနီမြင့်ကတဲ့ယထာနဲ့တောထွက်တာမြင့်ယထာနဲ့တောထွက်တာဘုန်းကြီးတို့ဒီနေ့ခေတ်စကားမြင်အောင်ပြောရင်မြင့်လဲပေါ့နောက်ကအိမ်ပါတယ်ရှိရမြင်းဆွဲပြီးတော့ဒီလိုထွက်အာသာနီမြင့်ကတဲ့မြင့်ရထားနဲ့တော်ထွက်တော်မူတယ်အဲ့ဒီကကုသနာမြတ်စွာဘုရားနဲ့တူတူနောက်ကလိုက်သွားတာဘလောက်ပါတော့ဆိုယဟန်ပြုဖို့လို့လိုက်သွားတာလူပေါင်း4000ပါသွားတယ်တဲ့လူပေါင်းဘလောက်ပါသွားလဲလူပေါင်း4000ပါသွားပြီးတော့တော်ထဲမှာယဟန်ပြုတယ်တဲ့ဒုက္ခရစရိယာဘလောက်ကျင့်ရတော့ဆိုရင်ကကုသနာမြတ်စွာဘုရားကဒုက္ခရစရိယ8လပဲကျင့်ရတယ်ဘယ်နှလကျင့်ရဒုက္ခရစရိယ8လပဲကျင့်ရတယ်သူစန္ဒရညီကုန်းရွာသူဝစီရိန္ဒပုံနာရဲ့သမီးလှူတဲ့နှုတ်ကနာစွမ်းကိုဖုံးပေးပြီးတော့သူဘုရားတို့ရဲ့ဓမ္မနာပေါ့ဘုရားဖြစ်မဲ့နေမှာနှုတ်ကနာစွမ်းဖုံးပေးရတယ်အဲ့ဒါရွှေခွက်လှူတယ်အဲ့ဒီရွှေခွက်ကိုအလှခံပြီးတော့မြစ်ထဲမျောတယ်ပြီးတဲ့အခါကျတော့လမ်းထဲမှာတုပ္ပဒလို့ခေါ်တယ်မယောခင်စောက်မျိုးသားလှူတဲ့မျက်ရှိစုပ်ကိုအလှခံပြီးတော့ဘဲကိုကြွားသွားတော့ဆိုလို့ရှိရင်ဖယားတရင်သုံးမဲ့ဖယားဖြစ်မဲ့ဘောဓိပင်တဲ့အဲ့ဒီဘောဓိပင်ကကုတ်ကိုပင်နဲ့ဘာပင်နဲ့လဲဘောဓိဆိုတာသစ္စာသိတဲ့အပင်ကိုခေါ်တာတချို့ကဘောဓိဆိုတာညောင်ကြီးတွက်နေတာမှန်မှန်မဟုတ်ဘူးဖယားတွေကလေတပားနဲ့ဒီအမိပြုတဲ့အပင်ဟာမတူဘူး။ဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားကြတော့ညောင်ပင်နောက်ပွင့်တော်မူပဲအရင်မတရားမြတ်စွာဘုရားကခန့်ခေါ်ပင်တပားနဲ့တပားအမိပြုတဲ့အပင်ချင်းမတူဘူး။အခုကကုသနာမြတ်စွာဘုရားအမိပြုတဲ့အပင်ကကုတ်ကိုပင်။ဘာပင်လဲ။ကုတ်ကိုဘောဓိခေါ်တယ်။ဘာဘောဓိလဲ။အေးဂေါတမမြတ်စွာဘုရားကညောင်ဘောဓိအရင်မတရားမြတ်စွာဘုရားကခန့်ခေါ်ဘောဓိဘောဓိဆိုတာညောင်ပင်ကြီးတွက်မနေနဲ့ဘောဓိဆိုတာသစ္စာသိတဲ့အပင်အမိပြုတဲ့ပင်ကိုဘောဓိလို့ခေါ်တာပဲအဲ့တော့ကကုသနာမြတ်စွာဘုရားဒီကိုဘောဓိပင်ကြွတော်မူပြီးတော့အဲ့ဒီမှာဘုရားဖြစ်သူရောက်မကိလာမြို့အနိမိဂရာဝံတော်ဟောတို့ဘုရားကြတော့ဗာရာဏသီမိဂရာဝံတော်ကကုသနာမြတ်စွာဘုရားကြတော့မကိလာမြို့မိဂရာဝံတော်ကြွပြီးတော့အဲ့ဒီမှာရောက်နေနဲ့ယဟန်4000တဲ့သူနဲ့တူတူတောထွက်ပြီးတော့ပါလာတာယဟန်မနဲ့တောင်းလဲတို့ဘုရားကြတော့မိဂရာဝံတော်မှာပစ္စဝေကိ5ပါးကိုဟောတာ5ပါးလည်းဟောတာသကုသနာမြတ်စွာဘုရားကြတော့အဲ့ဒီတော်ထဲမှာမိဂရာဝံတော်မှာစောင့်နေတဲ့ယဟန်4000
ဓမ္မစကြာတရားဟောတယ်တဲ့အဲ့ဒီဓမ္မစကြာတရားအဆုံးမှာဂရေ4000တော်နတ်လူမြမတွေကြွတန်းဝင်ကြတယ်ကကုသနာမြတ်စွာဘုရားရဲ့အရတ်တော်ကအတောင်40ရှိတယ်ဘုရားအရတ်တော်ဘယ်လောက်ရှိတတ်တော်က4000တတ်တော်ဘယ်လောက်လဲအေးတတ်တော်4000တိတိနေသွားတာအဲ့ဒီကကုသနာမြတ်စွာဘုရားလက်ထက်တော်မှာတို့ခေါ်တော်မှာဘုရားအလောင်းတော်ကဘာဖြစ်တုံးဆိုလို့ရှိရင်ခေမကမင်းနဲ့ဗာမင်းနဲ့လေအိုးဘုရားလောင်းတော်ခေါ်တော်မှာဘုရားလောင်းတော်ခေမကမင်းကကကုသနာမြတ်စွာဘုရားထံသွားပြီးတော့ဘုရားသွားဖို့အဲ့ဒီမှာကကုသနာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဗဒ္ဒကဘာမှာ4စုမြောက်ဘုရားဖြစ်လိမ့်မယ်လို့ဘုရားအလောင်းတော်ခေမကမင်းကိုဗျာဒိဋ္ဌကကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေသတည်းကဲဆိုလိုက်ပါကကုသနာမြတ်ဗုဒ္ဓထွန်းပလူတို့ရွာကကုသနာမြတ်ဗုဒ္ဓထွန်းပလူတို့ရွာခေမဝတီနမ်းမြို့မီကုန်းတီဤကဗျာခေမဝတီနမ်းမြို့မီကုန်းတီဤကဗျာဘုံနာမျိုးနွယ်တန်ဒီတွေလောင်းကျွယ်မြတ်ဗုဒ္ဓဘုံနာမျိုးနွယ်တန်ဒီတွေလောင်းကျွယ်မြတ်ဗုဒ္ဓခေမင်္ဂရဆုံးမတအမတ်ချုပ်ကြီးပါခေမင်္ဂရဆုံးမတအမတ်ချုပ်ကြီးပါအကိဒတ္တဇနီလာနာမဝိသာခာအဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ရဲ့ခမဲတော်ကအကိဒတ္တအမတ်ချုပ်ကြီးသုံးနာမျိုးမှာအဲ့ဘုရားရဲ့မေတော်ကဝိသာခာတဲ့နောက်တကဆိုမယ်ပိဋကယောတိနိခောကျင်ရတော်မနောဇနီးပါရောတိနိခောကျင်ရတော်မနောဇနီးပါယင်သွေးပုတ္တဥတ္တရာထုတ်ပြသိစရာယင်သွေးပုတ္တဥတ္တရာထုတ်ပြသိစရာအေတို့ခေါရမမြတ်စွာဘုရားရဲ့သားတော်ကရဟုလားဘုရားသားတော်ဘယ်လိုလဲကကုသနာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သားတော်နာမည်ကဥတ္တရာဘယ်သူလဲလဲကဲဆိုလိုက်ပါရှင်းလာတာမြတ်ကျင့်ပြင်းလှဒုက္ခရစရိယာရှင်းလာတာမြတ်ကျင့်ပြင်းလှဒုက္ခရစရိယာဝစီရိန္ဒပုံနေမလူရနုကနာဝစီရိန္ဒပုံနေမလူရနုကနာမယောဆောင်ရသူပတ္တလူရမြတ်ကိုယ်သာမယောဆောင်ရသူပတ္တလူရမြတ်ကိုယ်သာဘောဓိကုတ်ကိုသိစေလိုမိခိုဘဂဝါဘောဓိကုတ်ကိုသိစေလိုမိခိုဘဂဝါတတံ4000အယက်ကောင်းတောင်ပေါင်း40သာတတံ4000အယက်ကောင်းတောင်ပေါင်း40သာသဗ္ဗုတ္တနာမြတ်စွာဘုရားတတ်တော်4000နေသွားတယ်အယက်တော်ကိုတောင်ကြည့်ရင်အတောင်40ရှိတယ်တဲ့ဆိုလိုက်ပါခေမမင်းမြတ်သုပန်လာဗျာဒိဋ္ဌခံရပါခေမမင်းမြတ်
စုပန်လာဗျာဒိတ်ခံရပါဂေါရမဘုရားလောင်တော့ကအဲ့ဒီတော့ကခေမလို့ခေါ်တယ်မင်းဖြစ်ပါတယ်အဲ့ဒီမင်းဖြစ်စဉ်ကာလကကကုသနာမြတ်စွာဘုရားထံမှာဗျာဒိတ်ခံပါတယ်ကဲတဆူဘုဒ္ဓဝင်ပြီးလိုက်ကြတော့ဘေးသားရဲ့နောက်တကူတောင်ဘက်အရမတရင်သုံးနေတဲ့မြတ်စွာဘုရားကကောနာကမနမြတ်စွာဘုရားတဲ့ဘာဘုရားတဲ့လဲကောနာကမနမြတ်စွာဘုရားသည်သောဘဝတီမြို့သောဘဝတီမြို့လေဘာမြို့တဲ့လဲအဖေကရင်ညတတပုံနာတဲ့အမေကဥတ္တရာတဲ့ကောနာကမနမြတ်စွာဘုရားရဲ့မေတော်နာမည်ကဥတ္တရာလို့ခေါ်ပါတယ်ဘုရားအလောင်းတော်ကိုအမည်မဲ့တော့ကောနာကမနလို့မဲ့ဘယ်လိုမဲ့လဲကောနာကမနလူလင်ဟာတုတိတာပြတ္တတံတုတိတာပြတ္တတံထုဋ္ဌပြတ္တလို့ခေါ်တဲ့အဲ့ဒီပြတ္တသုံးဆောင်မှာရုရှိကတ္တလို့ခေါ်တဲ့ဇနီးအလှမျက်ဖြောကျင်ရတော်နဲ့ပုံလေးမှနဲ့ကညာပြိုပေါင်း16000နန်းရှိစိန်ကဲ့သို့ကြီးသွားတော့ရှိစိန်ကိုခံစားပြီးတော့အဲ့ဒီရုရှိကတ္တလို့ခေါ်တဲ့ပုံလေးမှာဇနီးတွေကနေပြီးတော့သားတော်လေးတော်ကဖွာတယ်တတ္တဝါဟတဲ့သားတော်နာမည်ဘယ်သူလဲတတ္တဝါကသားတော်ဘွားမြင်တော်မူတဲ့နေ့မှာပဲကောနာကမနမြတ်စွာဘုရားအလောင်းတော်တောထွက်တော်မူပါတယ်နမိတ်ကြီးမြင်လို့တောထွက်လို့စီးသွားတဲ့ရင်ကပြေးတိုင်းဆင်နဲ့တောထွက်သွားတာလေဘာနဲ့တောထွက်သွားဘုရားလောင်းတော်တွေတောထွက်တာတပားနဲ့တပားနဲ့ဒူးသလားကောနာကမနမြတ်စွာဘုရားကမြင်းနဲ့တောထွက်သွားတာမြင်းကားတဲ့ယထာနဲ့ကကုသနာမြတ်စွာဘုရားကကောနာကမနမြတ်စွာဘုရားကရှင်ရင်ဖြင့်တောထွက်တော်မူတယ်နောက်ကပါသွားတာပြေးတိုင်းယောက်ျားပေါင်း3000နဲ့ဘယ်လောက်ပါသွားလဲအဲ့ဒီ3000လိုက်သွားပြီးတော့ယဟန်ပြုကြတယ်ဒုက္ခရစရိယအကျင့်မြတ်ကိုဘယ်လောက်ကျင့်တော့ဆို6လတည်းပဲကျင့်နေတယ်ဘယ်နှလားကျင့်နေတယ်လဲဒုက္ခရစရိယကျင့်မြတ်ကို6လကျင့်သုံးတော်မူပြီးတော့အဲ့ဒီသေနာပုံနာရဲ့သမီးဆက်ကလူရန်နဲ့နှုတ်ကနာဆွမ်းဖုံးမိတယ်ဒါဒီနှုတ်ကနာဆွမ်းလှူတဲ့ပုဂ္ဂိုလ်မျက်လှူတဲ့ပုဂ္ဂိုလ်ကဘုရားတိုင်းမှာရှိကိုရှိရတယ်မရှိလို့မရဘူးသူကအဲ့ဒီသေနာပုံနာရဲ့သမီးဆက်ကလူရန်နဲ့နှုတ်ကနာဆွမ်းကိုဖုံးမိတော်မူပြီးတော့ဇတတိန်နုကလိုမြည်တဲ့မယောခင်ဆောက်ဆက်ကလူရန်နဲ့မျက်ရှိစုပ်ကိုယူသွားပြီးတော့ဘေးတရေဘောဓိပင်တဲ့ဒီဘုရားကြတော့ဘောဓိပင်ကရေတဖန်းပင်နဲ့ဘာပင်နဲ့ရေတဖန်းပင်ရဲမှာအဲ့ဒီမျက်ရှိစုပ်ကိုကျဲလဲဖြန်လိုက်ဟောအတောင်20အပြန့်ကျဲတယ်အပရာဇိတပလင်တော်ကြီးပေါ်ပြီးတော့အဲ့ဒီပေါ်မှာတရင်သုံးလို့ဘောဝိနိဝသနုတ္တိညာဒိဗ္ဗစကုညာသွဲခယညာလို့ခေါ်တဲ့ပုရိအလို့ခေါ်တဲ့ဝိဇ္ဇညာတွေကိုရပြီးတော့ဘုရားဖြစ်ကိုရောက်ပါတယ်ဘုရားဖြစ်တော်မူပြီးတော့တတ္တကသံတော်မူတာတွေထားလိုက်တော့ဘယ်ကိုကြွသွားလို့ဆိုရင်ကိုတော်နဲ့တူတူယဟန်ပြုတော်မူလာတဲ့3000တော်ယဟန်တွေကိုတရားဟောဖို့တုတ္တနာမြို့အနည်းကမိဂရာဟုတော်ကိုကြွားတယ်တဲ့မြို့နာမည်ကဘာတဲ့လဲတုတ္တနာမြို့ဘာမြို့တဲ့လဲတောကဘာတော်တယ်မိဂရာဝတ္တမှာသွားပြီးတော့ဓမ္မစက္ကဘဝတနာသုတ်တံလို့ခေါ်တဲ့ဘေးသားကြီးဓမ္မစကြာတရားကိုဟောတယ်တဲ့ဗတရားဟောလဲဗျာမာပေါင်းလူနာဗျာမာခရေ3000များကျော်တန်းဝင်ရတယ်မြတ်စွာဘုရားရဲ့အရတော်ကအတောင်30ရှိတယ်တဲ့အတောင်ဘယ်လောက်ရှိလဲတောင်30ရှိတယ်တတန်းအားဖြင့်3000နေတော်မူသွားတယ်ဘယ်နှတောင်းနေတော်မူသွားလဲတို့အခုပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားကအဲ့ဒီတုန်းကရှင်မင်းဖြစ်သေးတယ်လေပပ္ပတမင်းနဲ့ဗာမင်းနဲ့လေဂေါရမမြတ်စွာဘုရားလောင်းတော်ပပ္ပတမင်းဟာအဲ့ဒီကောနာကမဏမြတ်စွာဘုရားထံမှာဘုရားဖြစ်ဖို့လို့ဗျာဒိတ်ခံပါတယ်ကဲဆိုလိုက်ပါကောနာကမဏမြတ်ဗုဒ္ဓထုတ်ပြကြံခံမှာကောနာကမဏမြတ်ဗုဒ္ဓထုတ်ပြကြံကမှာသောပဝတိမြို့ကိုမီပင်ညီမွေးပြန်စွာသောပဝတိ
မြို့ကိုမီတင်ကြီးမွေးပြန်စွာຫນွယ်တော်ပုံနာလွန်ထူးကြမတ္တတိရေယຫນွယ်တော်ပုံနာလွန်ထူးကြမတ္တတိရေယဖမိနဝရှင်ညတ္တအလှဥတ္တရာဖမိနဝရှင်ညတ္တအလှဥတ္တရာကျင်ဖော်မြည်ရှိပုံနေမီရုစီကတ္တဝါကျင်ဖော်မြည်ရှိပုံနေမီရုစီကတ္တဝါတတ္တဝါဟသာအလားဖွာထမင်္ဂလာတတ္တဝါဟသာအလားဖွာထမင်္ဂလာ6လတာမြကျင့်ကြံရာဒုက္ခရစရိယာ6လတာမြကျင့်ကြံရာဒုက္ခရစရိယာခဏလူပြီးပုံနေမီအဂိသေနတာခဏလူပြီးပုံနေမီအဂိသေနတာမယောဆောင်လာဇတဒိန္ဒုကမြဲလူရာမကြဆွဲမြဲစွာမူယောဆောင်လာဇတဒိန္ဒုကမြဲလူရာမကြဆွဲမြဲစွာဘောဓိမြီစံရေတဖန်ရွှင်လန်းမိစရာဘောဓိမြီစံရေတဖန်ရွှင်လန်းမိစရာတတံ3000အယကောင်းတောင်ပေါင်း30သာတတံ3000အယကောင်းတောင်ပေါင်း30သာပပ္ပတမင်းကျော်တံပြင်းဆောင်နှင်းဗျာဒိတ်တာပပ္ပတမင်းကျော်တံပြင်းဆောင်နှင်းဗျာဒိတ်တာဘယ်နဲ့စုပြီးသွားပြီလဲကကုသနာဘုရားနဲ့ကောဏကမဏဘုရားပြီးသွားပြီအနောက်ရမှာသတင်းသုံးနေတာအခုစိုက်ခွန်ဘုရားကြီးရဲ့အနောက်ရမှာသတင်းသုံးနေတဲ့ဘုရားတော့ကတ္တဗဘုရားတဲ့ဘာဘုရားတဲ့လဲအဲ့ဒီကတ္တဗမြတ်စွာဘုရားရှင်ကိုရမြတ်ဗာရာဏသီပြည်ဗျမတတပုံနာတဲ့ခမဲတော်နာမည်ကမေတော်နာမည်ကဒနဝတိတဲ့မေတော်နာမည်ကဘယ်သူတဲ့ဒနဝတိပုံလေးမှာတော့မှဘွားမြင်တော်မူတယ်အလောင်းတော်ရဲ့အမည်ကိုအနွယ်အားဖြင့်ကတ္တဗကုမာရာတဲ့အဲ့ဒီကတ္တဗမြတ်စွာဘုရားလူနာမည်ဟာလေကတ္တဗကုမာရာပဲကတ္တဗသရုပ်သားဟာအဲ့ဒီကတ္တဗဘုရားလောင်းတော်ဟာဟန္တဝါပြတ်တတ်တဲ့ယတဝါပြတ်တတိရိနန္ဒရာပြတ်တလို့ခေါ်တဲ့ပြတ်တသုံးဆောင်ပါကျင်ရတော်ကသူ့နန္ဒာတဲ့ကတ္တဗမြတ်စွာဘုရားရဲ့ဇနီးကျင်ရကဘယ်သူတဲ့လဲသူနန္ဒာသရုပ်သမီးကိုမူထားပြီးတော့အပျော်ရှင်ပေါင်း4000နဲ့8000ခြံရံပြီးတော့လောကရှိတဲ့ကိုခံစားတာနှစ်ပေါင်း2000ကြာတယ်တဲ့ဘယ်လောက်ကြာတယ်တဲ့သူမြတ်စွာဘုရားဂေါတမဘုရားနဲ့တော့ကြွာလိုက်တာဂေါတမမြတ်စွာဘုရားက16နှစ်မှာအိမ်အောင်ကြတယ်ရသောတရားနဲ့29မှာတောထွက်တယ်ဘယ်နှစ်ရှိစိန်ခံလဲတွက်ဟဲ့16နှစ်မှာအိမ်အောင်ကြတယ်29မှာတောထွက်တယ်ဘယ်လောက်တော့တဲ့73နှစ်ဘယ်နှစ်လဲကဲကသဗ္ဗမြတ်စွာဘုရားကအနှစ်2000အနှစ်ဘယ်နှထောင်လဲတို့ဘုရားက73နှစ်ပဲအိမ်တော်ကြီးဒုက္ခခံစားလိုက်ရတော့ဟိုဘုရားကအနှစ်2000ကြီး
Era tu nana zenida ma taro da va muere visita denare budure eri visita dena taro le pharo mure ne ma do thwet de phaya alaung do mya le di ta muere ni thwat ko thwat yare ma thwat lo mya do thwat do mu twa la visita dena pharo mura do thwat de nabe le ba myin do thwat de visita do do pyo so tu do thwat bong ka san de visita e Yerana Piata G, Piata Song in a sort. Yerana Piata G, Sabine, Sabikeru Levido, the correct, Congo beyond the one, baby and the one. Congo beyond the Dravida, Mahabodi, Panyaumen, Mahabodi, Letavi or Dinere. Dogara Syria, Geniago, Badalgino, Conneya Vegenere, Vanea Gene, Conneya Vegan, don't know Mure. Toma mire, mayor of Lure, Mrs. Ogo. Penyame Mavori, Alma, Alaya, and the same, I don't see the Miego, Keno Mure, Tewe, where Queen Nido, Musin, and Doyan, Lone, Kama, Pubi, Niwada, Nodrian, Deva, Segunia, Adwakayano, Kore, Nianori, Ya, Vido, Payasico, Yaudo Mure, Era Kataba, Bodawin, Babodawin, Era Kataba Payashin, Koromiaga, Logarema, Puenora, Vita, Tatia, Melpia, Venesumia, Viale. Era Corone to like Dora, Balau Barroso, the Kati like Dora in Nova, Tota Doma, Balara, Yaujari, even the Gari Balare, Yaujari, Balau. Eri Degadiro, Yahandorigo, Baranati, Biniga, Migara, Doma. Tamasega Bodana, Dodango, Horomure, Nabiama, Karina Bauno, Jordan, no Mujare. Eri Kadava, Viajin, Koromia, Ayado, a town says she there, allow she there. That dog has not thou, that dog have allowed. A do Gorama Yaswa Viagari. Eri Kadava Yaswa, let it Doroma, Omapona, you must sit there. Did you got a shimmy and modo, Bonafi? Namega Zoti Balare, Mabonare Zoti Bala Bona Pina Tate, Yochore, Osa Bore, Mandelina, I don't know, Kalavia, Menajon de Ruya, Alano Zoti Bala. A Gadigara, Olo de Olo Yaune, Gadigara, Bonana, Zoti Bala, they came out the Zoti Bala, Bonana, Gadigara, Levin Fella. And then Payama Gino, Paya like Huzama, what do Paya like Huzama, Ba, Menovia Bafaya, Tabin Union, Batabin Union. Dogara Jena, when she's our Conneya said Jen, Paya Payabin, Conneya Jeno, only Paya you we Paya, Tabin Union, so Lara. Ha! Do Paya Lano, Paya left your leisure of it, thy daughter, my Dogara Zia, Giara, Chowne. Allow Jale. Tell Lady Bandita, Sia Umongia. We better send a Bakaria, Yere, Kajaro, Uruela. Tomavia, Queen, Chowne, Balo, Jendo, Asian, Ako Kalo, Yono and Yoni, Bemaye, Oje, Bedown, Katava Paya, Tinsha, when the Zodi Bala Nama Jo, Bonamande. No, yet, our was in being saying we were dog. Lady Vanita, Shawmo, you got a shallow way. Not on no county, Magaula. Linga Gauna, so they're putting out of Gauna. Now be Hala. Katava Paya, Tinsha, when the Zodi Bala Nama Jo. Bonama, then no, yet, our was in being saying we were dog. Erima, Kadava, Yazavia, Davinuda, Yanoji, Davigo, Wadi Gana, so Swagera, oh, Dorema, Chowny down Gina, Benediana. Siviari, the land, Shilla, Conella, Conella, the louder Bivara, do Gorama, Yazavia, Jama, Nenebu, Chiviana, Chowny Jare, allow Jare, Era, Kadava, Pia, let the Doroma, Pia, Lono, Zoti, Bala, Lulini. Now, the Mafia Gino, Davido, thing out with Eddie Waga. Sodi Bala Yahane, by Yahane. Era Calavia, Brenny, and Sandoro, Dugo, I met Chama Bido, Dadu City, you, Tera, Zodi Bala Yahana, they allow no. Era Namado,
ပွင့်တော်မူသောကတ္တဗဘုရားဗုဒ္ဓဝင်မဲ့လိုက်ဆိုပါဘုရားတိုင်ကတ္တဗရှင်တော်ပွင့်ထွန်းပေါ်ကိုရောရှိခိုးပါကတ္တဗရှင်တော်ပွင့်ထွန်းပေါ်ကိုရောရှိခိုးပါဗာရာဏသီတာယာစီတိုင်းပြည်နဂရာဗာရာဏသီတာယာစီတိုင်းပြည်နဂရာနွယ်တော်ဘုံနာလွန်ထူးကြမှတ်သားကြလေပါနွယ်တော်ဘုံနာလွန်ထူးကြမှတ်သားကြလေပါယမဒဗ္ဗမေရောကဒနဝရီသာယမဒဗ္ဗမေရောကဒနဝရီသာဝိဇိတသေနသာဗုဒ္ဓနာမကျင်ယာသူနန္ဒာဝိဇိတသေနသာဗုဒ္ဓနာမကျင်ယာသူနန္ဒာဘောဓိပညောင်အလင်းဆောင်ထုံးပြောင်သောဗုဒ္ဓဘောဓိပညောင်အလင်းဆောင်ထုံးပြောင်သောဗုဒ္ဓခொနရဲ့မြဒုက္ခရာကျင်ရလေတော့တာခொနရဲ့မြဒုက္ခရာကျင်ရလေတော့တာကနာဖြူဖွေးစွမ်းလှူပေပုံနေသူနန္ဒာကနာဖြူဖွေးစွမ်းလှူပေပုံနေသူနန္ဒာတတနှစ်သောင်းအယက်ကောင်းတောင်ပေါင်း20သာတတနှစ်သောင်းအယက်ကောင်းတောင်ပေါင်း20သာတက်တော်က2000နေသွားတယ်အယက်တော်ကတောင်20ရှိတယ်ဘယ်လောက်ရှိတယ်တဲ့ဆိုလိုက်ဇောတိပါဠပုံနာလှခံရဗျာဒိဋ္ဌာဇောတိပါဠပုံနာလှခံရဗျာဒိဋ္ဌာဒီမနေ့ဆိုပြီးတော့သုံးစုဗုဒ္ဓဝင်ဘုန်းကြီးဟောပြီးတစုဗုဒ္ဓဝင်ပရိသတ်ကိုယ့်အကိုပြန်ဟောဗုဒ္ဓဘာသာမှာရင်ဘုရားကြောင့်သိရမယ်သိရမလားမသိရဘူးလားကဲဆိုလိုက်ပါရှင်တော်ဂေါတမသုံးလောကသွန်ပညာယောင်ဝါရှင်တော်ဂေါတမသုံးလောကသွန်ပညာယောင်ဝါအဲ့ဒီကြိုက်ပုံဘုရားကြီးမှာမြောက်ဖက်မှာတည်ထားတဲ့အစုပါအဲ့ဒါဂေါတမမြတ်စွာဘုရားပဲဘာဘုရားလဲအဲ့ဒီဂေါတမမြတ်စွာဘုရားရဲ့တိုင်းပြည်တဲ့ရေတရဲ့ဘုရားတရင်သုံးခဲ့တဲ့အလောင်းတော်ဘဝကနေခဲ့တဲ့တိုင်းပြည်ကဘာပြီးတဲ့လဲယန္တေနယံတော်ယံပြီကပိလဝတ်ပြီးဘာပြီးတဲ့ဟိုလေသူတို့ပြန်ဟောခိုင်းမှကိုကြီးပြန်ဖြေနေရတယ်ဘုရားတရင်သုံးခဲ့တဲ့အလောင်းတော်ဘဝကတရင်သုံးခဲ့တာဘာမျိုးတဲ့ကပိလဝတ်ပြီးဘာပြီးတဲ့လဲဆိုလိုက်ကပိလဝတ်မြို့လုံးကျော်ညီညွတ်ပျော်ရွှင်လားကပိလဝတ်မြို့လုံးကျော်ညီညွတ်ပျော်ရွှင်လားအေးဘုရားအလောင်းတော်သတင်းသုံးခဲ့တဲ့အလောင်းတော်ဘဝကနေခဲ့တဲ့မြို့ကကပိလဝတ္ထုသမိန်နဲ့ကပိလဝတ်ပြီးကဲဒီတွေကမှန်မှန်ရင်ပြင်ဘောကဆင်းသွားမယ်ဘုရားရဲ့အဖေဘယ်သူတဲ့လဲဆင်းမတော်တော်ရှိတယ်သုဒ္ဓရဏပါဗျာသုဒ္ဓရဏကရုပ်ချောထားတွေကိုမချဘူးလားမရှင်မတမောဘကဘိုးဘိုးကြီးလုပ်ပြီးတော့ပြောသွားတာလေးတော်တင်ကားမှာကြားဘူးတယ်ဟုတ်လားဘုရားအဖေဘယ်သူတဲ့အမေမရှင်းတော့တညလို့ဟုတ်မှာမိုးလည်းဒီဟုတ်လား
တော်တယ်ကိုင်းဆိုပါသုဒ္ဓောဒနာဖယားပါချောလာမေမာယာသုဒ္ဓောဒနာဖယားပါချောလာမေမာယာအဲ့ဒီသုဒ္ဓောဒနာနဲ့မေတော်မာယာတို့ကဘေးတတ်တယ်မေတော်မာယာဟိုမှာသွားဟောဖေကိုသွားတယ်ဒေဝဒဟကိုသွားတယ်မလားဒေဝဒဟသွားတဲ့အခါကျတော့လမ်းထဲမှာဘုရားလောင်းတော်မဟွာဘူးလားဘာတော်တဲ့လေလုံမဏီသာမောအင်ချင်းတော်ဘာတော်တဲ့လေဆိုလိုက်လုံမဏီဥယျင်ဘွားသန်းစဉ်ခေါ်တွင်သိတ္တထာလုံမဏီဥယျင်ဘွားသန်းစဉ်ခေါ်တွင်သိတ္တထာကဲနောက်ဘုဒ္ဓဝင်တခုပြောမယ်ဘေးသားရဲ့ဘုရားလောင်းတော်သိတ္တထာမင်းသားရဲ့ဇနီးကျင်ရာကဘယ်သူတဲ့လဲမိုင်းဘုရားဆိုရသောတရားတဲ့ဗိမာဒေဝီတဲ့ဗဒ္ဒကင်္စနာတဲ့ယာဟုလာလေးမွေးတော့နာမည်တစ်မျိုးတော်ရတယ်ယာဟုလာမာတာတဲ့နာမည်လေးမျိုးရတယ်နာမည်ဘယ်နှမျိုးရတယ်ဘုန်းကြီးတို့ပြည်သားကကြားမှုနေတာရသောတရားမှန်ပါတယ်မမှားပါဘူးသို့တော့တစ်မျိုးတည်းဆိုလို့မပြည့်စုံလို့ရသောတရားကနာမည်လေးမျိုးရှိတယ်နာမည်ဘယ်နှမျိုးလဲရသောတရားရဲ့ဗဒ္ဒကင်္စနာရဲ့ဗိမာဒေဝီရဲ့ယာဟုလာမာတာရဲ့ယာဟုလာမာတာဆိုမြန်မာလိုပြောယာဟုလာတို့အမေဗါတယ်လေအဲ့ဒါဖယသုံးတာအခုခေတ်လည်းပဲခေါ်ပါတယ်ဘယ်သူတို့အမေဘယ်သူတို့ဖေသမင်းစားရအောင်လွန်ခဲ့တဲ့14 နှစ်ကခေါ်တာအခုဒီဘက်14 နှစ်ကြတော့ပြောင်းလာတယ်တနည်းအားဖြင့်အเจ้าမှာကောင်လေးအသက်နဲ့အစိတ်လောက်ကြီးတဲ့အိမ်အောင်ကြပြီးရတော့မကြောက်စကားပြောဖေးဘုန်းကြီးကလေးဘုန်းကြီးနင်တို့ဟာလေကြည့်တော့ငယ်လေးဘာဖေးမီရုံဟာလို့ခေတ်ကပြောင်းလာတာနော်ကိုယောက်ျားကိုခေါ်တာယောက်ျားရေခေါ်ရင်ခေါ်ကိုရေခေါ်ရင်ခေါ်မောင်ရင်ခေါ်ရင်ခေါ်မဟုတ်ဘူးဗျာအခုကအဖေကြီးတယ်သူ့ဝေးရတာကြာအဖေကြီးတယ်ကိုလည်းပြန်လို့တဲ့အမေကြီးတဲ့ဟင်းကိုမေလို့ဟောတယ်အမေကြီးတဲ့သွားခေါ်နေတယ်ခေတ်ကဘယ်လိုပြောင်းလို့လဲမသိဘူးအဖေကြီးတွေမေကြီးတွေဖြစ်ကုန်နောက်အဖိုးတွေဖွားတွေများခေါ်လားမသိဘူးနောက်ကြီးတော်တို့ဘာလို့များခေါ်လာမှမသိဘူးရှင်းတော့ခေါ်တာမောင်သားတို့ဖေသမင်းစားရအောင်ဒီလိုရှေ့ကခေါ်တဲ့အတုံးကဖယဆုံးခေါ်တယ်အဲ့ဒါအခုတော့ယာဟုလာမာတာတဲ့ဘယ်လိုခေါ်လဲယာဟုလာတို့အမေဘယ်လိုခေါ်လဲရသောတရားဗဒ္ဒကင်္စနာဗိမာဒေဝီယာဟုလာမာတာနာမည်၄မျိုးရတယ်ကြိုက်ဆိုလိုက်ပါရသောတရားဗိမာဒေဝီမဟေတိကျမ်းညီတိစေယာရသောတရားဗိမာဒေဝီမဟေတိကျမ်းညီတိစေယာညဘုရားဇနီးတော်ရသောတရားသိပြီသားတော်ဘယ်လိုလဲဆိုလိုက်ရင်သွေးမြဲဖြောဖိတ်သားတော်မဲ့ခေါ်ရာဟုလားရင်သွေးမြဲဖြောဖိတ်သားတော်မဲ့ခေါ်ရာဟုလားအေးဘုန်းကြီးတို့အဲ့ဒီဘုရားရှင်ကိုတော်မြတ်သည်သွားပြီးတော့သစ္စာသိတဲ့အပင်ကြီးကဘုရားသားကြီးဘောဓိညောင်ပင်နဲ့ဗာပင်နဲ့လဲဆိုလိုက်ဘောပညောင်ဘောဓိမိယာရှိမုနိစံပြောရာပညောင်ဘောဓိမိယာရှိမုနိစံပြောရာကဲဒါကတော့မိတဲ့အပင်သိသွားပြီဒုက္ခရသတိကဘယ်လောက်ကျက်ဘယ်နဲ့လဲအဲ့ဒါဝစီကံကတ္တဗာဘုရားကိုစော်ကားခဲ့တာဆိုလိုက်ပါဝစီအပြည့်ကျင့်6နှစ်တွဲစစ်ဒုက္ခရာသရိယာဝစီအပြည့်ကျင့်6နှစ်တွဲစစ်ဒုက္ခရာသရိယာဒုက္ခရာသရိယာ6နှစ်ကြည့်ပြီးတဲ့အခါကျတော့ဥရဝေလာတော့သေနာဏီကုန်းသူဖယားလောင်တော်ကိုနှုတ်ကနာစွာကတ်တဲ့အမျိုးသမီးနာမည်ဘယ်သူတဲ့လဲသူဇာတာဘယ်သူတဲ့လဲဆိုလိုက်နှုတ်ကနာစွာကတ်လူရန်ရွှင်လန်းသူဇာတာနှုတ်ကနာစွာ
တလူရန်ရွှင်လန်းသူဇာတာအဲ့ဒါသူဇာတာဒုက္ခနာဆွမ်းလူခံရှုဝေကြီးနေတဲ့တရားမြင်မျောလမ်းထဲမှာပိဋကတ်တွေဘုရားကိုမျက်ရှိစုပ်လှူတယ်နွားစာမြင်းစာရက်ပြီးရောင်းနေတဲ့မျက်ရှိစုပ်လှူတဲ့မြတ်ထမ်းသမားရဲ့နာမည်သိသလားသိတယ်ပြောမသိဘူးပြောကြားမယ်နော်လို့ကဲမသိရင်လိုက်ဆိုမျက်ရှိစုံမြသုတ္ထိယဒါနမင်္ဂလာမျက်ရှိစုံမြသုတ္ထိယဒါနမင်္ဂလာဘုရားလောင်းတော်ကိုမျက်ရှိစုံလှူတဲ့တကားလေးနာမည်မှတ်တာသုတ္ထိယဘယ်လိုလဲလဲအဲ့ဒီကနေပြီးတော့ဘောဓိပင်ကြွားတဲ့အဲ့ဒီမြက်ကိုခင်းတဲ့ပရာဇိတာရှေပလင်ကြီးပေါက်တဲ့အဲ့ဒီပလင်ပေါ်မှာတရင်သုံးတဲ့ပုဗ္ဗေနိဝါဒနုဒတိညာဒိဗ္ဗစကုညာအတဝကဉာဏ်ပုတိအာဝိဇ္ဇာဉာဏ်၃ပါးရတော်မူပြီးတော့ဘုရားဖြစ်ကိုရောက်တယ်တတ္တကစံတော်မူတယ်သွားတော်ပိဋကရေမိဂရာဝန်တော်ကိုသွားမယ်ဘယ်ကိုသွားမယ်ဘယ်မြို့လဲဗာရာဏသီဘာပြည်တယ်တော့ဆိုလိုက်သားမျိုးစုံစွာမိဂရာဝေငါးဖြာဝက်ကြီးစောဝညီနှင့်ဒေဝီဒေဝါမိုးပြမအားရှင်နာတနာမြတ်တရားဟောကြားဓမ္မစကြာတရားနဲ့တူတူတွတ်ထွက်သွားတာ9ယောက်ဆက်ပါသွားတယ်။ဘယ်နှယောက်ပါသွားလဲ။ပိစဝက်ကြီးဆိုတာကြားဘူးတယ်မို့လား။အဲ့ဒါလေးလိုက်ဆိုတမ်းမျိုးစုံသွားမိဂရာဝေငါးဖြာဝဲကြီးစောအညီနှင့်ဒေဝီဒေဝါမိုးပြမအားရှင်နာသနာမြတ်တရားဟောကြားဓမ္မစကြာကဲအဲ့ဒါဆိုရင်ဓမ္မစကြာတရားဟောပြီးရင်တို့ဘုရားရှင်ကိုရောမြတ်သည်တက်တော်ဘလောက်နေသွားတော့80တက်တော်ဘလောက်လဲကကုတဏမြတ်စွာဘုရားပွင့်တော်မူသွားတာဘေးတိုင်းတက်တော်4000ကောဏကမန3000ကတ္တဗဘုရား2000ခေါရမဘုရား80တဲ့တက်တမ်းမတူဘူးလားဆိုလိုက်တရားရန်ဝဲတို့ဖုံးကျွဲသက်ရွယ်ငယ်လှပါတရားရန်ဝဲတို့ဖုံးကျွဲသက်ရွယ်ငယ်လှပါအေးတို့ဘုရားကတတ်တော်အတူဆုံးဘုရားတဲ့ဒါကြောင့်အဲ့ဒီလိုဘုရား၄စုကိုကကုသနာဘုရားရဲ့ကောဏကမနဘုရားရဲ့ကတ္တဗဘုရားရဲ့ခောရမဘုရားရဲ့၄စုဘုရားဘယ်နှစုဘုရားလဲပွင့်တော်မူပြီးတဲ့၄စုသောဘုရားရှင်ကိုရောမြတ်တွေကိုရှေ့ကသာဓဗေဒကဗျာလင်းကကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကလေအမျိုးမျိုးဘုရားတွေကိုသင်္ဘောတွေနဲ့တင်သားတယ်ကြာပန်းနဲ့တင်သားတယ်တချို့ကလည်းဇပယ်ပန်းနဲ့တင်သားတယ်ပပန်းနဲ့တင်သားတယ်ဇပယ်ပန်းနဲ့တင်သားတယ်ကကုတံပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မယ်တို့ဘာလို့မပါရန်ကားလို့လမ်းမကြံခဲ့တာပန်းနဲ့တင်စားတာကောဏဂုံပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မယ်တို့ဘာလို့မပါရန်ကားလို့လမ်းမကြံခဲ့တာကတ္တဗပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မယ်တို့ဘာလို့မပါရန်ကားလို့လမ်းမကြံခဲ့တာခောရမပန်းတင်ဆံဝေစာသူရောငါရောပန်လိုက်ကြတာမောင်တို့မယ်တို့ဘာလို့မပါရန်ကားလို့လမ်းမကြံခဲ့တာအရမတေယဗုဒ္ဓပန်ကိုင်းအာရပါရဖူးကြမြိုင်မြိုင်ဒီတခါလွဲပဲထဲမှာထိုင်လူပုံနဲ့ခဲလို့မရနိုင်တဲ့ပန်းငါပွင့်နဲ့တင်သားတာဘာနဲ့တင်သားလဲဧဇောတော့ကတော့ဗတ္တမဗတ္တတဲ့ကဘာကြာ9ခိုင်ပမတင်ပွင့်ညာဗုဒ္ဓဒါကကြာပန်းနဲ့တင်သားတာဘာနဲ့တင်သားတာလဲကြာပန်းနဲ့တင်သားတယ်ဖောင်တော်ကြီးတွေနဲ့တင်သားတယ်တဲ့အဲ့တော့လေးစုဘုရားကိုရှင်းမှန်းပြီးတော့တည်ထားတဲ့ဘုရားကကြိုက်ပေါ်ဘုရားတဲ့ဘာဘုရားတဲ့လဲကြိုက်ဆိုတာဘုရားပဲပွန်ဆိုတာလေးပဲ
အဲ့ဒါသိစေတော့ကြိုက်ပေါ်ဘာလို့ကြိုက်ပေါ်ခေါ်လဲသိပြီအဲ့ဒါဘကိုးမျိုးရဲ့ကြက်သေးဆောင်ဘကိုးမှာဒါတည်ထားတာကဘကိုးသူဘကိုးသားတွေကံကောင်းတယ်ကံကောင်းလားမကောင်းဘူးလားအေးတို့ဘကိုးဆိုတာဘိတိုင်သာသနာထွန်းတယ်တဲ့ထွန်းလားမထွန်းဘူးလားသမလဝိမလနာမကုမာရသာရုတတနာပဋိဋ္ဌာပေတုံဥဒ္ဓမနဂရံဘေကုသဝရှံလေဒီတိုက်ကဆရာတော်ကြီးအဲ့ကမှာဗန္တိတဆရာတော်ရှင်ကေလာသ BA ဓမ္မစရိယဆရာတော်ကြီးရေးခဲ့တာသမလဝိမလနာမကုမာရသာရုတတနာပဋိဋ္ဌာပေတုံဥဒ္ဓမနဂရံဘေကုသဝရှံဘိုးမျိုးဟာရေးတယ်ဝိဝေရပညာရှင်တွေအယူဆကတော့နှစ်တန်းပေါင်း15သန်းခန့်ရှိပြီဘိုးမျိုးဟာနှစ်ပေါင်း15သန်းစောဆုံးတဲ့ဘိုးဟာအဲ့တော့ဘိုးเจ้าလေးနည်းနည်းလေးပြောမယ်ဘိုးเจ้าဘာကြောင့်ပြောမှာတော့ဆိုဘိုးเจ้าပြောမှဒီဘုရားတကအကြောင်းကဆက်ဆောက်လို့ရမှာမို့လို့ပြောရမှာလားအဲ့တော့ဘိုးဟာသာရဏနှစ်160ခရစ်နှစ်825ခုမှာဘကိုးမျိုးကိုစတည်တဲ့မင်းကြီးကသမလမင်းနဲ့ဗာမင်းနဲ့တဲ့သူ့မှာညီလေးတယောက်ရှိတယ်ဝိမလမင်းနဲ့ဗာမင်းနဲ့သူတို့ကဘကိုးသားတွေမဟုတ်ဘူးဘကိုးမျိုးမတည်တင်တော့ဗမာနေတော့ဆိုရင်သူ့ဝနာဘုံမိခေါ်တယ်တထုံမှနေတာဗမာနေရတယ်အဖေကသူ့ဝနာဘုံမိတထုံပြေးရှင်ပထမဦးဆုံးမင်းဓမ္မတိဟရာဇာလို့ခေါ်တယ်ဒီသမလနဲ့ဝိမလတို့ရဲ့အဖေဟာပထုံမှာနန်းဆိုင်နေတာသောနာဘုံမိမှာနာမည်ကဓမ္မတိဟရာဇာတဲ့ဘယ်သူလဲအမေကတော့နာမည်မထင်ရှားဘူးသို့တော့သူ့အမေကလေဝိဇ္ဇရိုနဲ့နဂါမကပေါင်းပြီးတော့ဥထဲကနေမွေးလာတာတဲ့ဒီသမလဝိမလရဲ့အမေဟာလူထုလူဆန်းပဲဝိဇ္ဇရိုနဲ့နဂါမပေါင်းပြီးတော့မွေးလာတာနာမည်ကတော့မထင်ရှားဘူးတဲ့အဲသမလနဲ့ဝိမလအမွာကြီးကိုဟာငယ်ငယ်ကတော်ဆိုးပုံရတယ်ရေးတဲ့ဆိုးတဲ့အခါကျတော့ဗာဖြစ်တယ်တိယသာသာဓမ္မတိယသာသာမင်းကြီးကစိတ်ဆိုးပြီးတော့တိုင်းပြည်ကနေနှင်ထုတ်တာသွားမင်းတို့ကတိုင်းပြည်မနေနဲ့အဲ့ဒါညီကိုနဲ့ကုတ်နဲ့တထုံကနေပြီးတော့မြို့သစ်နယ်သစ်တဲမလို့ဆိုပြီးတော့ထွက်လာလိုက်တာဟောသူဘကိုးမြို့ကြီးတဲမဲနေရာရောက်တော့ပလဲတွေနဲ့စီထားတဲ့ကျိုးတဲ့ကျိုးကပလဲတွေနဲ့စီထားတဲ့ကျိုးကြီးတဲ့ပလဲမကြီးလို့ဖြစ်တယ်အဲ့ဒီကျိုးကြီးကလေးနဲ့နာအရှင်းနောက်တောင်ရောက်ဝင်တခါလဲပတ်ချလဲလေးတော့ွက်ကြီးရိုက်ပြီးတော့အလဲကောင်ကလည်းပဲကျန်ကန်တယ်ကြီးစိုက်ပြီးတော့တွေ့တော့ဟာဒီနေရာကထူးဆန်းလာပြီလားဘယ်နဲ့ပလဲကျိုးတားထားတာပလဲကျိုးကြီးတားပြီးတော့အလဲကောင်ကကျန်ကန်တယ်ကြီးစိုက်ထားတာဘယ်သူလှုပ်သွားတာတော့တရားမဲလှုပ်သွားတာလေဘယ်သူလှုပ်သွားတာလဲဒီမျိုးဒီနေရာဘုရားမြတ်စွာသာနာတော်ထွန်းကားလိုက်မယ်တရားမင်းကသိတယ်သိမှာပေါ့တရားကဘုရားဖူးလိုက်ရတာကိုမြတ်စွာဘုရားဒီမှာကြွလာပြီးတော့ဗျာဒိတ်ပေးမှုတယ်ဒါကြောင့်ဗျာဒိတ်ပေးတဲ့နေရာမှာတဲတဲ့ဘုရားမလို့ကြိုက်မူတားလို့ဘုန်းကြီးဆိုမပြောခဲ့ဘူးလားကြိုက်တုတ်လေးသွားလို့ဘုရားသားရေးအဲ့ဒါတခါလဲတရားမင်းကကြိုးတင်းတတ်မှပြီးတော့ထားခဲ့တယ်ဒီပလဲကျိုးတွေတန်းစီပြီးတော့ထားအလဲကောင်ကကျန်ကားလည်းကြီးစိုက်ပြီးတော့ထားခဲ့ဒီနေရာမြို့တဲဖို့နေရာပဲအတိတ်ကောင်းတော်မိကောင်းတယ်ဆိုပြီးတော့အဲ့ဒါသမလမင်းကစပြီးတော့ဘုရားသားအဲ့ဒီမှာမြို့တည်တာဘယ်သူကစတည်တာအဲ့ဒါသမဏမင်းကစပြီးတော့မြို့တည်လာတာတိတ်တာမင်းဆက်တိအောင်မင်းမပြတ်ဘူးတဲ့မင်းမောင်18ဆက်ရှိမင်းမောင်ဘယ်လောက်ရှိလဲအဲ့ဒီမင်းမောင်18ဆက်တိုင်းတိုင်းဟောဒီမြို့ကြီးကတခါတည်းစီကားကားတဲ့ဟာအိုးတက်ပြန်မပြတ်စီကားတဲ့ဘုရားမြတ်စွာသာနာတော်လဲထွန်းတယ်အဲ့ဒီတိတ်တာဘယင်လက်ထက်မှာအခုဘုန်းကြီးကုဏတော်ကပြောတယ်စိုက်ပေါ်ဖရားဆိုရင်အဲ့ဒါတိတ်တာဘယင်တင်သွားတာသူပါဒဒေဝီမဘေရားနဲ့တိတ်တာဘယင်တို့တင်သွားတာစိုက်ပေါ်ဖရားဆိုတာအဲ့ဒါတိတ်တာဘယင်နိုင်ဝါဆံတော့တက္ကရာက439မှာတိတ်တာဘယင်နိုင်ဝါဆံပြီးတော့ဘိုးမျိုးကြီးကဘယ်လိုဖြစ်သွားလဲခါလဲရွာကြီးပြွာလို့ဖြစ်ပျက်စီးသွားတာမြို့အင်္ဂါနဲ့မကြီးတော့ဘူးအဲ့တော့ဘိုးမျိုးကိုခိုးတော့ကခေါ်တဲ့နာမည်တွေရှိတဲ့ပြည်တိုင်းမဒဝါမြို့တဲ့ဗာမျိုးတဲ့ခိုးတော့ကမဒဝါလို့ခေါ်တယ်ဘိုးမျိုးကိုတောက်ပြူဖြစ်ရောက်တဲ့အခါကျတော့ပြူတွေကခေါ်တာဘိုးကိုတိမ်မယ်ကျွန်းနဲ့နောက်တကခေါ်သေးတယ်ဝမ်းဘဲကူးကျွန်းနဲ့ဗာကျွန်းနဲ့လေနောက်တကခေါ်သေးတယ်ဟန္တာဝတီတဲ့နောက်တကခေါ်သေးတယ်ဥဒ္ဒါတဲ့အခုသိနေတာဘုန်းကြီးတို့ပြည်တာ3မျိုးပဲသိတယ်ဘကိုးရဲ့
ဟန္တာဝတိရဲ့ဥဒ္ဒါရဲ့ဒါပဲသိတယ်မဟုတ်လားမတဝါမြို့တဲ့ဗာမြို့တဲ့လေကျွန်းနေတဲ့ခွင်တိမ်မယ်ကျွန်းတဲ့ဝမ်ဘဲကူကျွန်းတဲ့ဝမ်ဘဲကူဘဲကူကနေဘဲကူဖြစ်လာတာလေဝမ်ဘဲကူကျွန်းဘာကျွန်းနဲ့လဲတက္ကရာ912ခုမှာရှင်မြူများရှင်ဗညာဥမင်းလက်ထက်ကစပြီးတော့မှဟန္တာဝတိလို့ဟန္တာဝတိဆိုတဲ့နာမည်ကိုပေးတဲ့ရှင်မင်းကြီးနာမည်ကဗညာဥမင်းနဲ့ဗာမင်းနဲ့လေဗညာဥမင်းနဲ့နောက်ဘုန်းကြီးတို့မြန်မာနိုင်ငံသာသနာစအနောယထာကဆိုတဲ့အရှင်အရဟံနဲ့အနောယထာကအရိမတ္တနာပူရလို့ခေါ်တဲ့ပေါက်ကံမှာအရှင်အရဟံကြွပြီးတော့သာသနာပြုပြီးတော့အဲ့ဒီကနေတဖြည်းဖြည်းအနောယထာမင်းဘဂိုးကိုလာသိမ်းရောဟန္တာဝတိလာသိမ်းရောလာသိမ်းတဲ့အခါကျတော့မြို့ထဲကမွန်တွေကထွက်ပြေးဘဂိုးမြစ်နောက်ဘက်ကထွက်ပြေးလာနောက်ဘက်ကထွက်ပြေးလာပြီးအဲ့ဒီဘက်မှာပါတယ်မြို့လက်ပြန်တဲတာဟိုဘက်မြို့ကအနောယထာသိမ်းမလိုက်ဘူးဘဂိုးချောင်းကြီးပိုင်းပြီးတော့ဘဂိုးချောင်းဟိုဘက်အရှိဘက်ကအဲ့ဒါအနောယထာသိမ်းလိုက်ပြီဒီဘက်ကြတဲ့အခါကျတော့မြို့ထဲကမွန်တွေကဒီဘက်ပြေးလာပြီးတော့ဒီဘက်မှာသူတို့ကလည်းမြို့လက်ပြန်တဲတယ်ဘေးတိုင်းဒီဘက်မြို့ကြတော့နာမည်တစ်မျိုးပြောင်းသွားတယ်ဥဒ္ဒါတဲ့ဘာလို့ခေါ်လဲအရှိဘက်ချမ်းကိုဟန္တာဝတိနောက်ဘက်ချမ်းကိုဥဒ္ဒါဒါပြင်အခုဒီဘက်ချမ်းကပါလေဥဒ္ဒါသူဥဒ္ဒါသားတွေပေါ့နော်အေးဟိုဘက်ချမ်းကဟန္တာဝတိဒီလိုခေါ်တာမြို့ခြားပြီးတော့အဲ့တော့မတဝါဟန္တာဝတိဥဒ္ဒါနာမေဟိပိသူပါကတံမတဝါဟန္တာဝတိဥဒ္ဒါနာမေဟိတိသူပါကတံဘေကုဝရှာသူပုရံဧတံယရေနေဟိပုရံဟိဧဝါမတဝါလို့ခေါ်တဲ့မြို့ဟန္တာဝတိလို့ခေါ်တဲ့မြို့ဥဒ္ဒါလို့ခေါ်တဲ့မြို့အဲ့ဒီလိုနာမေဟိနာမေတို့တွင်သူပါကတံအလွန်လဲထင်ရှားပေထသောဘေကုဝရှာသူပုရံတဲ့ဘဂဝါဆိုတဲ့ရှင်မြို့တော်ကြီးသည်ယရဏိဟိဗုဒ္ဓယရဏဓမ္မယရဏသံဃာယရဏလောကီယရဏစိတ်ရင်းကြီးကြောက်တံပရမယတွေနဲ့ပြည့်စုံတဲ့ပုရံပြည်ကြီးသည်အာဒီကောင်းစွာမသွေထင်ရှားရှိခဲ့ပါပြီတကားအဲ့ဒါဘဂိုးမြို့ရဲ့အစဒီလောက်ဆိုရင်ဘုန်းကြီးတို့ပြေးသားပေါင်းတော်ပေါင်းတို့သိသွားပြီတို့ဘဂိုးဟန္တာဝတိဥဒ္ဒါမတဝါတိမ်မဲ့ကျွန်းလေးညီရတိမ်မဲ့ကျွန်းနဲ့ဝမ်းမေကူကျွန်းနဲ့ဟန္တာဝတိတဲ့ဥဒ္ဒါတဲ့မတဝါတဲ့9မိတောင်ရတယ်ဘဂိုးပါထင်6မိဟုတ်တယ်မဟုတ်လားရမှန်နေတယ်တွက်ကြည့်သမ်းပါဦးဘဂိုးရဲ့မတဝါရဲ့ဟန္တာဝတိရဲ့ဥဒ္ဒါရဲ့တိမ်မဲ့ကျွန်းရဲ့ဝမ်းမေကူကျွန်းရဲ့ဘယ်နှမျိုးရလဲအလောင်းဝိတ္တရဥအောင်တရားခေတ်ကမှ9မိရပြီးရွှေဘိုတဲ့တို့ဘကိုးကြတော့ဘယ်နှမိရလဲ6မိရရွှေဘကိုးပေါ့ဗျာအားကြမခန္ဓာပြောသူများလည်းတွေ့တို့ကဘကိုးသား6မိရဘယ်နှမိရလဲဘုရားအလောင်းဝိတ္တရဥအောင်တရားတည်သွားတာမဟုတ်ဆိုးကိုယရဏသိခရွှေဘိုသူကမှ9မိရတာနော်တို့ဘကိုးကဘယ်နှမိရ6မိရအဲ့ဒီကနေပြီးတော့ထားလိုက်ပါတော့ gain ဟိုတရားကမဆုံးမဲနေပဲဒီတရားကလည်းဒီနေရာပဲဟောလို့ရတယ်ဒီပြနေရာသွားဟောလို့မရဘူးဟုတ်တယ်မဟုတ်လားအဲ့တော့ဒီမှာဒီတိုက်ပေါ်ဘုရားကြီးရဲ့လေးစုဘုဒ္ဓဝင်အကြောင်းဟာဘုန်းကြီးကပြောချင်တာနဲ့တို့ဒီမှာဒီနာဖြတ်ဖြတ်သွားနေတယ်ဆိုတဲ့ဗမာကြီးရဲ့လာလျှောက်တယ်ဘုံဘုံဘုရားဘာတို့လဲဘုံဘုံကြောင့်လာတာဝီမွေးပေါင်းသမီးရတောင်းလာရောက်တာပဲတိုက်ပေါ်ဘုရားဖူးခဲ့လားဖူးခဲ့တယ်မသိလို့မေးဦးမယ်ဘုရားတဲ့အဲ့ဒီကြိုက်တော်ဘုရားကြီးကတဲ့အပြိုကြီးညီမ4ယောက်တည်တာဆိုတဲ့ဟာဘုရားကြီးရဲ့ပောက်ကရဘသူပြောတော့သိဘူးတဲ့ကြားတာပဲအပြိုကြီး4ယောက်တည်တာတဲ့တစ္ဆာဆိုပြီးတော့တည်တာတဲ့အဲ့ဒါတစ္ဆာဆိုပြီးဆိုတော့အပြိုကြီးတယောက်ကမနေနိုင်မထိုင်နိုင်တဲ့ယောက်ျားကောက်ယူတယ်ဆိုလားတဲ့သူလာပြောနေတာပဲလေအဲ့ဒါယောက်ျားယူတဲ့အပြိုကြီးတည်တဲ့ဘုရားကမဲ့နေတယ်လို့ပြောတယ်တဲ့ဟင်းဘယ်နဲ့ဟာတွေလဲပါဇက်ရတော့ဘာတွေလျှောက်ပြောနေမှမသိဘူးသူပဲပေါ့ပေါ့ဆရာဘုရားကြားလာလည်းမသိဘူးအပြည့်ကြီး4ယောက်တည်တာတဲ့တစ္ဆာဆိုပြီးတည်ထားတာတဲ့အဲ့ဒါတယောက်ကအဲ့ဒါအိမ်အောင်ပြုတ်သွားလို့တဲ့အဲ့ဒါဘုရားကစိတ်မကောင်းပြီးမျက်နှာမဲ့နေတယ်တဲ့လေးစုရတော့ဘယ်ဘုရားမှမမဲ့ပါဘူးဗျာပါဇက်ရဆုံးဝင်ကြာတော့ဘုရားကတခါလဲအမှားကအမှန်ဖြစ်လာဒါတွေ့လိုက်ဘုန်းကြီးလာမေးတယ်အပြိုကြီးတည်တယ်ဒီလိုကြီးအောင်ပောက်ပြက်လျှောက်ပြောနေတာလို့အပြိုကြီးများ2မျိုးလို့အပြိုကြီးဖြစ်နေလို့ဘာလို့ဆိုတပည့်ရတယ်မဟုတ်ပါဘူး
ဘုန်းကြီးကသူလင်္ကာလေးတောင်ဆိုပြတယ်တိပိဋကဆရာတော်ဥပဒနာရေးကြတာပြီးဆိုတော်ကြီးဟောပြိုကြီးမလူခြင်းထုတ်ကလေးကိုတဲ့တပြင်းပြင်းအထုတ်ရှင်သေလို့သွားတူတူမတွေဝေလို့စားအပြိုကြီးတော့အလကားသေတော့အပေသွားအဲ့ဒါဒီဆရာတော်ကြီးရေးကြတာတိပိဋကဆရာတော်ဥပဒနာရေးကြတာမယုံเจ้าမှာစာအုပ်ရှိတယ်လာကြည့်အလကားဆိုနေတာမဟုတ်ဘူးဒီဆရာတော်ကြီးရေးကြလို့ကိုဆိုရတယ်ကိုလည်းရေးတာမဟုတ်ဘူးမကောင်းဘူးလားဆိုကြည့်တာဟောပြိုကြီးမလူခြင်းပြိုကြီးတဲ့အနာလက်ညှိုးသွားထုံးနေတယ်ဖဏနဲ့ထတီးနေအောင်ပဲဘုန်းကြီးမျက်နှာကြည့်ဆိုသူ့သွားကြည့်မဆိုနေနဲ့မျက်နှာကဘုန်းကြီးဘက်ကထားဘေးမစောင်းဖို့မစောင်းနဲ့တဲ့နေနော်တော့ရသူ့စောင်းနေဖြစ်နေအောင်မယ်ဘုန်းကြီးတဲ့နေဘယ်မှမစောင်းနဲ့ဒီဒါလေးဆိုတော့တဲ့တယ်လေးနေဟောပြိုကြီးမလူခြင်းအထုပ်ကလေးကိုတဲ့တပြင်းပြင်းအထုပ်ရှင်သေလို့သွားတူတူမတွေဝေလို့စားအပြိုကြီးတော့အလကားသေတော့အပေသွားတရားတရားနဲ့တဲ့အပြိုကြီးတွေပြောပါတယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကလည်းရှိတာတော့ချွတ်ထူသွားသေးတယ်နော်ဒီလိုလေးလည်းပြန်ဖြည့်ပါအပြိုကြီးတွေကိုမျက်စောင်းတော့နေဘုန်းကြီးလည်းအပြိုကြီးမကောင်းအောင်ဆောင်ပြောနေတာလာပါအဲ့ဒါသူလည်းပြန်တရားတရားနဲ့တဲ့အပြိုကြီးတွေပြောတာပါတရားတရားရှိတဲ့အပြိုကြီးတွေကတော့မလေးတို့ကကိုယ်ချိတ်ခါပေါင်းယူမယ်ဟဲ့ဆိုပြီးတော့အဲ့ဒါလှူတာတွေလည်းရှိပါတယ်မရှိဘူးလားဒါအဲ့ဒီတော့ဒီတိုက်ခွန်ဘုရားကြီးကိုတည်သွားတာဘယ်သူတော့ဆိုတာကိုအပြိုကြီး၄ယောက်လည်းမဟုတ်ပါဘူးဘုရားတရားကြီးကဓမ္မစီရီမင်းကြီးတဲ့ဗာမင်းကြီးတဲ့လေအဲ့တော့ဓမ္မစီရီမင်းကြီးရဲ့အကြောင်းကိုမပြောခင်မှာဓမ္မစီရီနဲ့တွဲရပါလာတာကရှင်သောပုကိုပြောရလိမ့်မယ်ဘယ်သူပြောရမလဲအဲ့တော့တက္ကရေ955ခုတပေါင်းလာက12ရက်နေ့ဘုဒ္ဓဟူသမီးတဲ့ရှင်သောပုကြီးဟာရှင်သောပုကမုဒ္ဓမကူရှင်သောပုကဘယ်သူတဲ့လဲမွန်လူမျိုးဘာလူမျိုးလဲမုဒ္ဓမကူရှင်သောပုမွန်လူမျိုး12နှစ်အရွယ်မှာဟန္တာဝတီဘကိုးရောက်လာအဲ့ဒါဟန္တာဝတီဘကိုးရောက်ပြီးတော့သူ့ရဲ့အဖေကရှင်သောပုရဲ့အဖေကဗညာနွယ်လို့ခေါ်တယ်မေတော်ကသုဒ္ဓမာယာတဲ့ငယ်နာမဲ့ရှင်သောပုရဲ့ငယ်နာမဲ့ကဝိဟာရဒေဝီတဲ့ဘယ်သူတဲ့လဲဝိဟာရဒေဝီအသက်20အရွယ်မှာသမိန်ရှိသူနဲ့အိမ်အောင်ကြသမိန်ရှိသူနဲ့အိမ်အောင်ကြပြီးတော့သားတော်တစ်ပါးဖွားတယ်သမီးတော်က2ပါးဖွားတယ်သားတော်ကဗညာပရှုတယ်သမီးတော်ကနဲ့တကားတော်တယ်နဲ့တကားသင်းတယ်တက္ကရေ980သားတော်လေးမွေးဖွားပြီးတဲ့နှစ်မှာပဲပြေသားရေရှင်သောပုရဲ့အိမ်တောင်ပဲသမိန်ရှိသူနဲ့ရွာဆန်းသွားတယ်အဲ့တော့ရှင်သောပုကအသက်ဘယ်လောက်ရှိတော့25နှစ်ပဲရှိသေးတယ်ရှင်သောပုအသက်ဘယ်လောက်ငယ်ငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်သွားတာအဲ့တော့မုတ်ဆိုးမှဘဝရောက်သွားတော့လင်ယောက်ျားကသေသွားအပူသောကတွေရောက်အဲ့တော့ဒီသောကကိုဘာနဲ့ဖြေပြောင်းလဲဘုရားနဲ့ဖြေပြောင်းမှဖြစ်မယ်ဆိုပြီးတော့သူ့အကိုတော်တဲ့ဗညာယံကိုခေါ်ပြီးတော့ဘယ်ကိုသွားနေတော့ဆိုရင်ဒီမှာဟန္တာဝတီမှာမနေတော့ပဲဟန္တာဝတီမှာသူ့ဖေနဲ့မင်းနဲ့ရှိနေတာအဲ့တော့ဘယ်သွားနေတော့ဆိုတော့ရန်ကုန်မှာသွားနေတယ်ဗမာသွားနေတယ်ရန်ကုန်ကိုဟိုတုန်းကတကုံလို့ခေါ်တယ်အဲ့ဒီတကုံမှာသွားပြီးတော့ကျွန်တော်အဲ့ဆိုတော့ဘုရားကြီးရဲ့ခြေရင်းမှာနန်းကြီးဆောက်ပြီးတော့တက်တဲ့တဲနန်းကြီးဆောက်ပြီးတော့နေတိုင်းရွှေတော်ဘုရားပေါ်တဲ့ဘုရားရှိခိုးပတိစိတ်မေတ္တာပေါ်ဘုရားတော်ဒီဘာဝနာပွားသူအဲ့ရတလုံးဘောကနေကြည့်ရွှေတော်ဘုရားကြီးကိုအတိုင်းသားမြင်နေရအဲ့ရှင်သောဘုရားမှာလေမိသားစုကအကို2ယောက်ရှိတယ်မောင်1ယောက်ရှိတယ်ညီမ1ယောက်ရှိတယ်အကိုကဗညာယံတဲ့ဗညာဓမ္မရာဇာတဲ့မောင်ကဗညာကျန်တဲ့ညီမလေးနာမည်ကရှင်စောနှစ်တဲ့အဲသူတို့ညီကောင်မောင်တော်မတွေအဲ့ဒါရံကိုရောက်တော့ရှင်သောဘုရားရွှေတော်ဘုရားကြီးကိုကြည်ညိုပြီးတော့ဘုရားရှင်ရင်မှာယာယီတဲနံဆောက်ပြီးတော့နေ့စဉ်ဗုဒ္ဓနုတိဘာဝနာတွေပွားဘဂဝဟန္တာဝတိမှာတော့ခမဲတော်ရာဇာတရစ်မင်းကြီးတိုင်းပြည်အုပ်စုမင်းတော်ပြီးတော့နေတယ်တက္ကရေ983ခုမှာခမဲတော်ဘုရားနိုင်ဝါဆန်းတော်ရှင်သောဘုရဲ့အကိုကြီးဗညာဓမ္မရာဇာနန်းတက်လာအဲ့ဒီဟန္တာဝတိမှာဗညာဓမ္မရာဇာနန်းတက်နေတော့အထက်ယမနိုင်ငံအင်းဝမှာပြည်တိုင်းအုပ်ချုပ်နေတဲ့ရှင်မင်းကတိကသူမင်းနဲ့ဗာမင်းနဲ့လေ
အဲ့ဒီတိကသူမင်းကအထက်မြန်မာနိုင်ငံကနေစစ်တပ်အလုံးရင်းနဲ့မလုပ်တယ်လေရန်ကုန်လာသိမ်းရောရန်ကုန်လာသိမ်းတော့ရှင်စောဘုတို့ကရန်ကုန်မှာရောက်နေတာရန်ကုန်မှာရောက်နေတော့ရှင်စောဘုဘုရင်သမီးတော်ပဲဒါအဲ့တော့ကြာအညာကင်မပဲသူသမီးရောဒါဖမ်းနိုင်ရင်သူ့ဖေထိနှံ့အားမှာဘယ်လိုဖြစ်ဖြစ်ဆိုပြီးအဲ့ဒီမှာတခါလဲရှင်စောဘုနေတဲ့ရွှေတော်ဘုံဘုရားကြီးခြေရင်းမှာတိကသူမင်းကနေစစ်တပ်နဲ့ဝိုင်းပြီးတော့အဲ့ဒီမှာဘာလုပ်လဲကြာထိနှံ့အပ်ဖို့လို့ပြောတော့အဲ့ဒီမှာသူတို့ပြောလိုက်ကြပါဆိုဘုရားကြီးနောက်ဆုံးတော့ဒါရှင်စောဘုအင်းဝကိုပါသွားတယ်ဘယ်ကိုပါသွားလဲအဲ့ဒါဒီကလက်နဲ့ဆက်အညာခံပြီးတော့ရှင်စောဘုထည့်ပေးလိုက်ရတယ်ရှင်စောဘုအင်းဝပါသွားရောအင်းဝမှာသွားပြီးတော့နေရတယ်ကိုယ့်ရဒေတာလည်းမဟုတ်ဘူးသူကဟန္တာဝတီမုဒ္ဓမာသူဒီမှာပြောတယ်အင်းဝမှာမပြောဘူးအင်းဝမပြောတော့လည်းပဲသတင်းတစ်ခုကြားလာတယ်ဘာသတင်းကြားတော့ဆိုရင်အင်းဝမှာစာလာတင်နေတာမွန်ကိုရင်နှစ်ပါးတဲ့မွန်ကိုရင်နှစ်ပါးမွန်လူမျိုးတဲ့ကိုရင်နှစ်ပါးစာလဲတော်တယ်ရခိုင်အင်းဝဘက်မှာစာတင်နေတာဘယ်သူတော့ဆိုလို့ရှိရင်ဓမ္မတရနဲ့ဓမ္မညာနာတဲ့ကိုရင်နှစ်ပါးကဘယ်သူလဲအဲ့ဒီဓမ္မတရနဲ့ဓမ္မညာနာခေါ်တဲ့ကိုရင်နှစ်ပါးစာတင်နေတယ်ဆိုတာကြားတော့ရှင်သောဘုကြီးကပင့်ခိုင်းတယ်ကိုရင်သွားပင့်မှာကိုရင်နှစ်ပါးကြွတယ်ကိုရင်တို့ဘေးရတယ်ဟန္တာဝတီကရောက်နေတာကြားပြီးတယ်ဘုရားကြီးဒီတိုင်းကိုစာတင်တယ်အင်းဝစာတင်တယ်စာတတ်တယ်တရားဟောတာကတတ်တယ်တပည့်တော်လည်းဟန္တာဝတီပဲတပည့်တော်သိတယ်မသိဘူးဘုရားကြီးရောက်နေတာကြားပြီးဒီမှာအဲ့တော့ရှင်ဘုရားတို့တပည့်တော်ပစ္စည်းလေးပါးတကားခံပြီးတော့ရဟန်းခံပေးမယ်ဘုရားတို့စာကြိုးစားတနေ့တပည့်တော်တို့ဟန္တာဝတီပြန်ကြဆိုနော်ဆိုပြီးတော့ဒီတားလို့ပဲဒီဓမ္မတရနဲ့ဓမ္မညာနာနှစ်ပါးရှင်စောဘုကသူ့သားလို့အောင်းပြီးတော့ပစ္စည်းလေးပါထောက်တယ်သူကဟိုမှာတိကသူကခေါ်သွားပြီးတော့မိဖုရားမြောက်ထားတာကိုမိဖုရားမြောက်တော့သူမှမင်းစည်းစိမ်ခံစားနေရတော့မပြောတော့မပြောဘူးသို့တော်ဒီကိုရင်နှစ်ပါးစာတတ်ပေးတာပုဂ္ဂိုလ်ဖြစ်အောင်သူနောက်ကဆောက်ထောက်ပံ့ပြီးတော့နောက်ဆုံးအသက်ပြည့်တော့အဲ့ဒီမှာရှင်နာတော်မှာပဲတန်ဃာတွေပြည့်ပြီးတော့တခါတည်းကြကြနာနာယဟန်ခံဝဲကြီးလုံးယဟန်မှာဒီဓမ္မတရဓမ္မညာနာနှစ်ပါးယဟန်ခံပေးတာအဲ့တော့နောက်တော့ရှင်စောဘုကရှင်းသားတယ်ရှင်ဘုရားတို့တပည့်တော်ဒီနေရတော့မပြောဘူးဗျာတပည့်တော်အင်းဝပြန်နေတယ်အင်းဝပြန်နေတယ်အင်းဝကနေဟန္တာဝတီပြန်နေတယ်အဲ့တော့ရှင်ဘုရားတို့တပည့်တော်တို့ကိုကြီးပါတပည့်တော်ရှင်ဘုရားတို့ကိုကြီးနဲ့တပည့်တော်ပြန်နေတယ်ဆိုတော့အဲ့ဒီမှာရှင်စောဘုကပူဇာတော့ဒီဥစ္စာနှစ်ပါးကဓမ္မတရနဲ့ဓမ္မညာနာတို့ကနတ်တော်တွေကိုတကားမရှိထားမရှိအဝင်ထွက်တော့ရှိတယ်အမေရိကကြည်ညိုနေတဲ့ဘုန်းကြီးတွေတော့မွန်နေလဲဆိုတော့ရှင်မင်းကဘာမှမပြောဘူးဘာမှပြောမနဲ့ရှင်စောဘုရားနှစ်ပေါင်းဘယ်လောက်ကြာခဲ့တော့ဆိုလို့ရှိရင်မင်း30တိုင်တိုင်နဲ့မင်းဘယ်နဲ့ဆက်တယ်အင်းဝဘယင်မင်းကောင်ရင်တိခဲ့သူရဲ့တောင်ညိုမင်းဆိုတဲ့အဲ့ဒီမင်း30တိုင်နဲ့ကိုမိဖုရားဘုရားနဲ့သူနေရသေးတယ်အဲ့ဒီကြာတော့လည်းမပြောဘူးရှင်တော်ဘုရားလည်းသူတိတ်လွမ်းတာသူဘုရားတိတ်ထူးရှင်တယ်အဲ့ဒါနဲ့တို့ပြောဆိုဗျာအဲ့ဒါဥစ္စနဘာနဲ့တိုင်မင်းတို့ဥစ္စနဘာကဓမ္မကြီးဒီဓမ္မတရဓမ္မညာနာဥစ္စနဘာကလေစာတတ်ရောနဲ့လောကုတ္တရာချက်အကုန်တတ်တယ်လောကီရှင်းချမ်းနေပါတယ်လဲနားလေဓမ္မကြီးခေါ်ထုတ်ဖို့သိမလွယ်ဘူးနော်အဆောက်ကြတင်များတယ်ဓမ္မကြီးဒီလိုလုပ်ဥဒင်းရှင်းချမ်းနဲ့ဖတ်ဘူးတယ်ပြောကြတော့ဘယ်လိုလုပ်ရမလဲချိတ်ရေကိုဖြောချိတ်တွေကိုအေးဖြောအဲ့ချိတ်ရေတောက်ချိတ်တောက်ဘာဖြစ်လဲဝန်းသွားရင်ဝန်းအမဲတွေသွားတယ်ဓမ္မကြီးအဲ့တော့ဒီလိုသတင်းလွှင့်ရှင်စောဘုမိဖုရားကြီးဝန်းမဲတွေသွားနေတယ်ကာလဝန်းယောကကုတတ်တယ်ဆိုရင်ဒီမိသားချင်းနာရှင်မင်းလည်းလာမှာမဟုတ်တော့ဘူးအဲ့တော့တတ်တော်ဆောက်နေလည်းလာမှာမဟုတ်ခဘိုးဝေးကဆောက်နေတယ်အဲ့ဒီကြတော့မှဦးဇင်းတို့ဓမ္မကြီးထွက်ဖို့လို့ရှာတာပေါ့ဆိုတော့အဲ့ဒါဓမ္မစီတီမင်းအလောင်းဓမ္မတရဓမ္မညာနာအဲ့ဒီကိုရဏဘာကနေပြီးတော့ဘုန်းတော်ပြည့်တဲ့အကြံပေးတဲ့အခါကျတော့ရှင်စောဘုကဘာလို့လဲချိတ်ရည်တောက်ဝန်းနေသွားဟာရှင်စောဘုဘုရားမကြီးရှင်စောဘုကြီးဝန်းနေသွားနေတယ်မဲတွေသွားတယ်ဘယင်မင်းကောင်းစီသတင်းပို့ဘယင်မင်းကောင်းမလာတော့ဘူးအခုဆက်ရောကဖြစ်မှရောက်အဲ့ဒီတော့မှနန်းတော်တဲ့လူသူအဝင်ထွက်တော်တော်လေးနဲသွားရှင်စောဘုကာယောကစိုက်နေတဲ့သတင်းလွှင့်တဲ့အခါကျတော့မှဘာလုပ်တယ်လဲရှင်စောဘုကဟိုမှာရှိတဲ့လက်စားတွေရောင်းပြီးတော့အင်းဝလှေစိတ်မှာလှေထိုးသားတွေအရှင်းနဲ့ငှားခိုင်းတာအဲ့ဒါကိုဓမ္မတရနဲ့ဓမ္မညာနာနှစ်ပါးကအကုန်လုံးတာဝန်ယူပြီးလုပ်အဲ့လုပ်လို့ပြီးတဲ့အခါကျတော့မှကိုင်းဓမ္မကြီးထွက်ဖို့လို့အခက်အခဲရှိတယ်အဲ့ဒါဒီလိုလုပ်ဓမ္မကြီးတစ်တာကြီးတစ်လုံးနဲ့ကိုဓမ္မကြီးဝင်
ဝင်ပြီးတော့အဲ့ဒီတက်တာကြီးကိုဦးဇင်းတို့နှစ်ပါးထမ်းမယ်ရှေ့တစ်ပါးနောက်တစ်ပါးအဲ့ဒီတက်တာကြီးကိုဝလုံးနဲ့ဆိုပြီးတော့ရှင်စောပုအဲ့တဲ့ထက်ပြီးတော့ဘုရားအဝတ်တင်နဲ့အောက်ပြီးတော့ထမ်းထုတ်သွားမယ်ဓမ္မကြီးအဲ့ဒီနည်းနဲ့ထွက်မှရမယ်ဓမ္မဘုရားဆိုပြီးတော့အတက်တာကြီးတစ်လုံးအဝတ်စားတွေလဲပြီးတော့အဲ့ဒီတဲ့ရှင်စောပုဝင်သေးပြီးတဲ့အခါဘုရားအဝတ်တင်နဲ့ဖုံးပြီးတော့ကိုရဏဘရှင်စောပုထမ်းထုတ်ပေါ့ထမ်းထုတ်တဲ့အခါကျတော့တတ်တော်ကောင်းတွေကမေးဟေးဘောဟေးကိုတော်ကြီးအဲ့ဒါဘာလို့ဒကာကြီးတို့ရှင်စောပုဘုရားမကြီးကျုပ်တို့ကိုပိတ်စားတွေလူလိုက်တာခရကြည့်အောင်မလားမကြည့်ဘူးကယောဂဆိုင်နေတာဒီတဲ့ပိုးပါလားဘယ်နဲ့လုံးတော့မြန်ကြောက်မလောက်ညံထက်တုံးဆိုတာကြည့်ဘုန်းကြီးတို့ပြေးတာအဲ့ဒါနဲ့အဲ့ဒီနဘာတကတဲ့ထမ်းပြီးတော့ဘာဖြစ်တယ်လဲဒါမလောက်ကောင်းတဲ့အလုပ်ဝင်းကြီးသိက္ခာဘုံနဲ့ညှိစွန်းတယ်အဲ့မှာတို့ဘာလုပ်လဲသိက္ခာချပလိုက်နဘာလုံးသိက္ခာချပြီးတော့မှကိုကြီးဖြစ်သွားတယ်ကိုကြီးဖြစ်သွားတော့မှအဲ့ဒါတခါလဲကိုကြီးဘွားနဲ့ထထုတ်သွားတာလို့ပြောရင်တော့ထထုတ်သွားအင်းဝလေးလေးရောက်တဲ့အခါကျတော့အဲ့ဒီမှာရှင်စောမှုလေးဝတ်တင်ပြီးတော့လေထိုးသားတွေပတ်စံပေးလာတာအကုန်တုတ်လောကအေယောင်ဒီမြစ်ကြောင်းတိုင်းဆုံဆင်းလာတာဘေးတိုင်းကျိုးတို့ပြောတော့ဟန္တာဝတီပြန်ရောက်လာအောင်ပြန်ရောက်လာတယ်အဲ့ဒါဟန္တာဝတီပြန်ရောက်တဲ့အခါကျတော့ရှင်စောပုကစဉ်းစားတယ်ဒီကိုယ်တော်တွေကျေးဇူးရှိတယ်အဲ့တော့ဒီကိုယ်တော်တွေငါဟန္တာဝတီရောက်ရင်သိက္ခာပြန်တင်မယ်ကြောင်းဆောက်ပြီးတော့ကိုယ်ဝယ်မယ်ဒီကိုယ်တော်တွေလူလေးတွေမရှိအောင်ပြင်ဆင်လေးပါထောက်ပါမယ်ဆိုပြီးတော့ဘေးသားရဲ့အဲ့ဒီမှာဓမ္မဒရဓမ္မညာနာဥစဉ်နှစ်ပါးကိုရင်နှစ်ပါးကိုဟန္တာဝတီရောက်တော့သိက္ခာပြန်တင်တယ်သိက္ခာပြန်တင်ပြီးတော့အဲ့ဒီမှာဓမ္မဒရဓမ္မစီရီမင်းအလောင်းဖြစ်တဲ့ဓမ္မဒရကိုကြောင်းဆောက်ပြီးတော့ကိုယ်ွယ်တယ်တဲ့အဲ့ဒီကြောင်းဟာဘုန်းကြီးတို့ရခဝိုင်းဆရာတော်ကြီးရဲ့သမိုင်းမှာကတော့အဲ့ဒီဓမ္မစီရီမင်းဘုန်းကြီးဘုရားကနေခဲ့တဲ့ဓမ္မဒရကြောင်းဟာအခုလိပ်ပြာကကြောင်းနဲ့ဘာကြောင်းနဲ့လဲကြောင်းရှိရင်ကံရှိရမယ်ကြောင်းကံဖရာဆိုတာရှိကခေါ်ရှိအဲ့ဒါကြောင့်မို့လို့ရှင်စောပုကဘာလုပ်တယ်လဲအဲ့ဒီလိပ်ပြာကရှေ့မှာကံကြီးကိုတူးတယ်အဲ့ဒီကံကလိပ်ပြာကပဲအဲ့ဒီကံကဘာကံလဲအဲ့လိပ်ပြာကံဟာကောက်မှုရှင်ဟာရှင်စောပုပဲအဲ့ဒါရှင်စောပုတူးခဲ့တဲ့ကံလိပ်ပြာကံဘာကံနဲ့လဲဘယ်သူတူးခဲ့တာလဲသူကျေးဇူးရှိတဲ့ဓမ္မဒရကိုကျေးဇူးဆက်တာအဲ့ဒါဓမ္မဒရကျောင်းတိုင်းဓမ္မဒရသတင်းသုံးပါးတဲ့ကျောင်းကအဲ့ဒီလိပ်ပြာကံကျောင်းလို့ဇဂဝိုင်းဆိုတော့ကတော့သူအပိုင်းစာအုပ်တဲ့အဲ့လိုရေးထားတာတွေ့တယ်ဒါကတော့ဘုဒ္ဓတာပြေဘုန်းကြီးတို့ပြေတာဘုံတော်ကောင်းလို့ဓမ္မမိအောင်ပြောတာမွေးစားသားလို့ဖြစ်တဲ့ဓမ္မညာနာကိုကတော့သိက္ခာပြန်တင်ပြီးတော့ဓမ္မပါဠကျောင်းဆိုပြီးတော့အဲ့ဒါဒီဘက်ကမ်းမှာဆောက်လို့တဲ့အဲ့ဒီဓမ္မပါဠကျောင်းနေရာကအခုစိုက်ပွန်ဇေတဝန်ကျောင်းနေရာကဓမ္မပါဠကျောင်းလို့ဆိုပြီးတော့ဒါကျွန်တော်ပိုင်းဆိုတော့ကတော့သူဘကိုးဘုရားသမိုင်းတွေထဲမှာအဲ့လိုရေးထားတာတွေ့တယ်ဒါကဆရာတော်ကြီးရေးတဲ့သမိုင်းပြောပြတာပေါ့လေသမိုင်းဆိုတာကတော့ခြေစာအုပ်တွေမြည်ရေးကြတာပေါ့ထားလိုက်ပါတော့အဲ့တော့ဘုန်းကြီးတို့ပြေးတာအဲ့ဒါရှင်သောဘုဟန္တာဝတီပြန်ရောက်ပေါ့ပြန်ရောက်တော့ဟန္တာဝတီမှာနန်းဆန်နေတဲ့ဘုရင်ကဗညာယံမင်းခမဲတော်ပြန်တော်မူပြီးတော့အဲ့ဒါသူ့ရဲ့အကိုပေါ့လေနန်းဆန်အကိုတွေနန်းဆန်အဲ့နောက်ပြီးတော့ဗညာယံပြီးတော့ဗညာဓမ္မရာဇာနန်းဆန်9နှစ်နန်းဆန်ပြီးတော့အဲ့ဒီနောက်မှာဗညာယံမင်းနန်းဆန်ပြီးတဲ့နောက်မှာရှင်စောပုရဲ့သားတော်ဗညာပရှုဆိုတဲ့ပုဂ္ဂိုလ်ကိုနန်းတင်သေးတယ်ရှင်စောပုကနန်းမထိုင်သေးဘူးနန်းတင်ပြီးတော့မှအဲ့ဒီရှင်စောပုရဲ့သားနန်းချပြီးတော့ဘေးသားရဲ့တက္ကရာ814ခုနှစ်မှာရှင်စောပုဘုရင်မကြီးကိုယ်တိုင်နန်းတက်လာတယ်တဲ့သူ့ရဲ့နာမည်ကိုဗညာတော်တဲ့ဗညာတော်ဆိုတာကတော့စာပေမှာဘယ်လိုရှင်းတာတော့ဆိုရင်မင်းအိုတဲ့အဲ့ဒါလည်းရေးတာတက်ကြီးမှထင်းနှန်းကိုရတက်ကြီးမှထင်းနှန်းကိုရအတွက်ကြောင့်လို့ရှင်စောပုဘုရင်မကြီးကသူ့ကိုယ်ကိုဗညာတော်လို့ဘွဲခံပြီးတော့အဲ့ဒါထင်းနှန်းစံတာဘလောက်သုံးဆို19နှစ်ကြာဘယ်နှစ်ကြာငကိုယ်တည်းကဘာသာရေးသာသနာရေးကိုယိုင်နေတဲ့ရှင်စောပုဘုရင်မကြီးဟာဒီငွေနန်းငွေ19နှစ်ကြာခံစားပြီးတော့ညီးငွေလာတဲ့အခါကျတော့ဒီဟန္တာဝတီထိနှံကိုငါဘယ်သူအခရပါမလဲဘယ်သူအခရပါမလဲစဉ်းစားတယ်သူစဉ်းစားရင်လိုက်ရှာရင်နဲ့ပြေးတယ်ဘယ်သူသွားတွေ့တော့ဆိုတော့ဓမ္မဒရစာနဲ့တတ်တယ်ပိဋကသုံးဖို့နှုတ်ကိုဆောင်နိုင်တယ်လောကီဘေတင်နဲ့ကအကုန်ကျွမ်းကျင်တယ်ပိဋကတော့အကုန်နားလေတယ်
ဓမ္မဒရဆိုတဲ့ကိုတော်ကိုလူထွက်ခိုင်းပြီးတော့ဟန္တာဝတီထီးနှံကိုအရင်ကောင်းမယ်ရှင်သောဘုရားအချံပေါက်တော့သွားလျှောက်တယ်ကိုတော်တို့သာသနာပြုတ်တာသင်္ကန်းဝတ်နဲ့သာသနာပြုလို့ရတယ်လူဝတ်နဲ့သာသနာပြုလို့ရတယ်သင်္ကန်းဝတ်နဲ့သာသနာပြုတယ်လူဝတ်နဲ့သာသနာပြုလူဝတ်နဲ့ကရှင်မယင်ဖြစ်တဲ့သာသနာပြုရင်ဒီပြင်တိုက်ပြည်တွေထီအောင်ကြဲကြဲပြန့်ပြန့်သာသနာပြုလို့ရတယ်အဲ့တော့ရှင်ဘုရားမြတ်စွာဘုရားသာသနာတော်မှာနေလာတာလည်းကြားပြီးအဲ့တော့ရှင်ဘုရားတပည့်တော်လည်းတက်ကြီးပြီရှင်မြတ်တဲ့တပည့်တော်ကအမင်းနဲ့သားသမီးလိုဖြစ်နေတယ်တပည့်တော်ရှင်တော်ဘုရားကြီးအာရုံပြည့်နေတပည့်တော်တခုံပြောင်းနေတယ်ထီးနှံနဲ့အမလူမရှိဘူးအဲ့တော့ကိုတော်ကိုတပည့်တော်ထီးနှံအရှင်နဲ့ဘယ်လိုလဲကိုတော်သဘောတူလားဆိုတော့ဓမ္မဒရဓမ္မသတိမင်းအလောင်းပေါ့ဓမ္မဒရကလည်းပဲသဘောတူပါတယ်ကဲဓမ္မကြီးအဲ့ဒါဆိုလို့ရှိရင်လည်းပဲကျုပ်သိက္ခာကြလူထွက်ပဲလူထွက်ပြီးတော့အဲ့ဒါခရထီးနှံကျုပ်ဒီထီးနှံနဲ့မြတ်စွာဘုရားသာသနာတော်ကြီးနေလိုလားလို့ထုံးအောင်အဲ့ဒါကျုပ်တတ်နိုင်တယ်ဗျာဆောင်ရွက်ပဲလို့ဆိုပြီးတော့ဘုန်းကြီးတို့ဘုရားတိုင်အဲ့ဒါရှင်စောဘုရားမကြီးကဓမ္မဒရလို့ခေါ်တဲ့ဥပဇင်းကိုလူထွက်ခိုင်းပြီးတော့ဟန္တာဝတီထီးနှံကိုအပ်ပါတယ်ဟန္တာဝတီထီးနှံကိုအပ်တော့ဒီဓမ္မစေတီဖြစ်လာမဲ့ဓမ္မဒရကသူစဉ်းစားတယ်တဲ့ငါနာမည်ကိုငါဘယ်လိုမဲ့ရင်ကောင်းမလဲငါနာမည်ကိုငါဘယ်လိုမဲ့ရင်ကောင်းမလဲငါရဲ့နှလုံးသားအိမ်ထဲမှာသခိုင်းအင်းဝအထက်ကမနိုင်ငံတက်သွားပြီးတော့မြတ်စွာဘုရားရဲ့ပရိယတ္တိစာပေတွေသင်ထားတာငါနှလုံးသားထဲမှာဗုဒ္ဓရဲ့ဓမ္မတွေရှိနေတယ်ငါနှလုံးသားဟာစေတီယကရမိဝပူဇာရာဟောတိဆိုတဲ့ပိဋကသုံးပုံဓမ္မစေတီတွေငါနှလုံးသားထဲမှာခုရှင်တိကမမေ့သေးဘူးပိဋကတော်တွေကငါနှလုံးသားထဲမှာရှိနေတယ်ငါနှလုံးသားပြီးဓမ္မစေတီထိုက်နေတယ်ဒါကြောင့်ငါရှင်မယင်ဖြည့်ပြုဖွင့်ဘုံမြင့်ဆန်တဲ့အချိန်မှာငါရဲ့ဘွဲကိုငါကိုယ်တိုင်ပေးမယ်ဓမ္မစေတီမင်းနဲ့ဗာမင်းနဲ့လေဓမ္မစေတီဓမ္မစေတီဆိုတာပေးချင်တိုင်းပေးလို့မရဘူးဘုရားတိုင်ပိဋကတော်တွေတတ်မှာပိဋကတော်ကျွမ်းကျင်မှာပိဋကသုံးပုံကိုသင်္ကန်းဝတ်နဲ့သင်္ကန်းအဲ့ဒါတွေကဘယ်တော့မှမပြောက်တော့ဘူးနှလုံးသားထဲမှာရှိအဲ့ဒါကိုအကြောင်းပြုပြီးတော့ဓမ္မစေတီလို့အဲ့ဒီလိုနာမည်ပေးတာဘုရားတိုင်ဓမ္မစေတီမင်းကြီးရဲ့အဖေကဘောဓိခမုံနဲ့အမေကမိထတ်တဲ့ငင်းနာမဲကမောင်မင်းထံတဲ့စာသင်တဲ့ကစနုကလလို့ခေါ်တဲ့ကျောင်းမှာစာသင်ခဲ့တယ်ကိုရင်ဘွဲကဓမ္မဒရကိုရင်ဘွဲကပါတယ်လေအဲ့ဒါတို့တငယ်ချင်းနှစ်ပါးရှိတဲ့ဗကံတောင်ရွာသားဓမ္မညာနာတဲ့တငယ်ချင်းနှစ်ပါးယရဏပူရအင်းဝါမျိုးကိုသွားတယ်စာသင်တယ်ဟန္တာဝတီကအင်းဝါကိုသွားတာ25ရက်ကြာတယ်သခိုင်းအရိယာတက6မှာပိဋကသုံးပုံကိုသင်လို့တတ်တော်မူတယ်ဓမ္မစေတီမင်းကြီးရဲ့နောက်ကြောင်းလေးပြန်ပြောပြအဲ့ဒါရှင်သောဘုရားဓမ္မစေတီကိုလူထွက်ခိုင်းပြီးတော့ပြေးသားရင်ဟန္တာဝတီထီးနှံကိုအပ်တယ်တဲ့ဟန္တာဝတီထီးနှံကိုရတဲ့ချိန်ကစာပြီးတော့ဓမ္မစေတီလို့လည်းခေါ်တယ်ရာမဓိပတိသီရိပရသီရိပရမမဟာဓမ္မရာဇာတိရာဇကုရုဆိုတဲ့ဘွဲကိုခံပြီးတော့ရှင်သောဘုရားသမီးတော်နဲ့တကသင်နဲ့အိမ်အောင်ချပေးတယ်အဲ့ဒါဟန္တာဝတီထီးနှံကိုစံများပြီးတော့နေနေတာဟောရှင်သောဘုရားတော့ထီးနှံလည်းအပ်ပြီးတော့ပဲသွားတယ်တကုံသွားရှင်တော်ဘုရားရှင်ရင်မှာတက္ကရာ830ခုသက်တော်86နှစ်မှာရှင်သောဘုရားမကြီးရှင်တော်ဘုရားကြီးကိုလှုပ်ချီဝရှိခိုးတလွန်ကြောင်သောဘောကဗုဒ္ဓနုဒတိဘာဝနာပွားရင်းနဲ့ပဲဘေးသက်တဲ့ရှင်သောဘုရားမကြီးနတ်ရွာဆံကံတော်ကုန်တယ်တဲ့။ဂိုင်းဟန္တာဝတီနေပြည်တော်ကြီးမှာတက်လာတဲ့ဘုရင်ကြီးကဓမ္မစေတီမင်းဗာမင်းနဲ့လေအဲ့ဒီဓမ္မစေတီမင်းကြီးဟန္တာဝတီထီးနှံကိုရတဲ့ချိန်ကစအဦးဆုံးဘာလှုပ်သုံးဆိုရင်ဖရာတွေတရားခဏထားဓမ္မစေတီမင်းကစာသိတ္တတာစာသိတ္တတဲ့အခါကျတော့သူမြတ်စွာဘုရားသာသနာတော်ကိုပြုကျင်ရင်သာသနာတော်မှာအဓိကကယဟန်အဓိကအဲ့တော့ကိုရင်ကတရဏဂုံပိသရင်ကိုရင်ဖြစ်တယ်ဗုဒ္ဓံတရဏံဝိသ ामि တရဏဂုံပိသရင်ကိုရင်ဖြစ်တယ်ယဟန်ကတိမ်မတက်ရတယ်တိမ်အောင်မှယဟန်ဖြစ်တယ်တိမ်မအောင်ယဟန်မရှိဘူးအဲ့တော့တိမ်နေတာဘုံမျိုးထဲမှာသမုတ်ထားတဲ့တိမ်နေတာလဲဆရာတော်သမုတ်လဲဘယ်ချက်သမုတ်လဲဘာမှတိမ်မိခံတယ်လဲရှောက်ပြီးတော့စစ်လိုက်တဲ့အခါကျတော့ဘုံမျိုးကတိမ်နေတာဓမ္မစီရီမင်းကြီးစိတ်တိုင်းညတိမ်တလုံးမှမတူဘူးဖြစ်ဟိုတိမ်ကြတော့လဲတန်တရားရှိတယ်ဒီတိမ်ကြတော့လည်းမအောင်ဘူးထင်တယ်ဒါတော့စာတတ်တာကိုဓမ္မစီရီကအဲ့ဒါနဲ့သူဘာလုပ်လဲမုံဘုံကြီးတွေပြင်ဗမာဘုံကြီးတွေပြင်ပြီးတော့ဆရာတော်တွေရွှေနှန်းတော်ပြင်ပြီးတော့ဆရာတော်တို့
တိတ်နေတာဒီလိုရှိတယ်အဲ့ဒီတိတ်သမုဒ္ဒဝဆရာတော်ပါတယ်ဗမာအမိန့်တောင်းတယ်လေဘယ်လိုလဲပြောပါဆိုတော့မဘုန်းကြီးတွေနဲ့မဘုန်းကြီးတွေနဲ့ညှိပြီးတော့ပြောတော့ဓမ္မဂတိမင်းကြီးလိုချင်တဲ့အချက်ကိုမရဘူးဖြစ်တယ်အဲ့ဒါဓမ္မဂတိမင်းကြီးကအဲ့ဒါဆိုရင်တပြီးတော့တိတ်အပြစ်တစ်လုံးသမုတ်ရှင်ပါတယ်ဗျာဆရာတော်တို့ကောင်းပါပြီသမုတ်ပါဆရာတော်တွေကသဘောတူတယ်ပါဠိတော်မှာဒီလိုရှိတယ်ထေကရာလိုရှိတယ်တိတ်သမုတ်ကြီးတွေအခါအဲ့ဒီမှာဓမ္မဂတိမင်းကြီးကပါဠိတွေရောထေကရာတွေပြောပြတော့ဘုန်းကြီးတွေလက်ခံတယ်ဗမာဘုန်းကြီးလက်ခံတယ်ရှင်မရင်ကစာတတ်နေတာဟုတ်ဘိဓိကတော့အကျွမ်းကျင်တော့အားလုံးလက်ခံပြီးတော့အတိုင်းတကာကြီးမလုပ်ရှင်လဲတပြီးတော့ဒီကတန်ဃာတော့လက်ရိုးရှင်တန်ဃာတွေရွေးပြီးတော့တပြီးတော့တိဟိုကိုလွတ်ရှင်တယ်ဗျာတိဟိုမှမြတ်စွာဘုရားရေသုံးတတ်တော်မူတဲ့ကလျာဏီမြစ်ဆိုတာရှိတယ်တိတိလင်္ကာမှာအဲ့ဒီကလျာဏီမြစ်ထဲမှာဖောင်ဖွဲ့ပြီးတော့ရေသိမ်းမှာဒီကကိုတော်တွေတိတ်ခါချပြီးတော့ကိုကြီးဝါနဲ့အဲ့ဒီမှာသိပြန်တက်ရဟန်းအသိပြန်ခံခိုင်းတယ်ရဟန်းတွေပြန်ခံပြီးတော့ပြန်လာပြီးတော့အဲ့ဒီကနေရေသိမ်းမှာရဟန်းခံပြီးတော့ပြန်လာတဲ့သင်္ဃာတော်တွေကြီးတက်ဒီကကိုတော်တွေမပါနဲ့အဲ့ဒီကိုတော်တွေကြီးတက်နဲ့တပည့်တော်မြေကွက်လာပေးမယ်ဗျာအဲ့ဒီမှာသိမ်တော်ဘုတ်ပေးတော်မူပါဗျာဆိုပြီးတော့တော်တော်ပြောဆိုဘေးသားတွေအဲ့ဒါတက္ကရာ838ခုနှစ်မှာဒီကနေပြီးတော့သံဃာတော်တွေသင်္ဘောနဲ့ဒီဟိုဘယင်ကြီးလက်ဆောင်မနာတွေဆွေးမွေးကြောက်တံပရမများတွေတမောလွားတွေနဲ့တခါတည်းခန္ဓာနဲ့ကိုလွတ်တာဒီဟိုရောက်တဲ့အခါကျတော့အဲ့ဒီကလျာဏီမြစ်ထဲမှာရေသိမ်းကြီးဖွဲ့ပြီးတော့ဒီကသွားတဲ့သံဃာတွေအကုန်သိက္ခာချကိုကြီးဘွားရေသိမ်းကိုတင်ပြီးတော့ဖောင်းတော်ဖွဲ့ပြီးတော့ဒီဟိုမင်းကိုယ်တိုင်အဲ့ဒီမှာရဟန်းတကခံပြီးတော့ရဟန်းအသိပြန်ခံပြန်လာတဲ့ကိုတော်တွေအခုရွှေသာလျောင်းအရာမှာမဟာကလျာဏီသိမ်တော်ကြီးဆိုတာအဲ့ဒါကလျာဏီမြစ်ထဲမှာရဟန်းခံပြီးတော့ပြန်လာတဲ့တန်ဃာတော်တွေသမုတ်ထားတဲ့သိမ်ကြီးကလျာဏီမြစ်မြတ်စွာဘုရားရေသုံးတတ်တော်မူတဲ့ကလျာဏီမြစ်ထဲမှာရဟန်းခံပြီးတော့ပြန်လာတဲ့တန်ဃာတော်တွေသမုတ်တဲ့သိမ်မို့လို့ကလျာဏီသိမ်တဲ့ဗာသိမ်တဲ့အဲ့ဒါဟန္တာဝတိနေပြီးတော့မှဓမ္မတိမင်းကြီးကအစောဆုံးလုပ်တာသာသနာရဲ့အခြေခံဒါပဲအဲ့ဒီကနေတစ်စစ်ဓမ္မတိမင်းကြီးဘာလုပ်လဲဘုရားသတ္တေဟောကြိုက်ပေါ်ဘုရားကြီးတဲတဲ့ဗာဘုရားတဲတဲ့အဲ့ကြိုက်ပေါ်ဘုရားကြီးကိုပွင့်တော်မူသားတဲ့ကက္ခုသနာကောဏကမနကသဗ္ဗဘုရားလို့ခေါ်တဲ့ဘုရားကြီးလေးစုကိုရည်မှန်းပြီးတော့ကိုင်းတဲကြစို့လို့ဆိုပြီးတော့အဲ့ဒီမှာအမတ်ဒိန်လို့ခေါ်တဲ့အမတ်ကိုတာဝန်ပေးပြီးတော့လှုပ်သားဘလောက်ပါလဲလှုပ်သားဘုရားတဲတဲ့ချိန်မှာလှုပ်သားပေါင်း1000ပါတယ်အလှုပ်သမား1000နဲ့တဲတာအလှုပ်သမားဘလောက်နဲ့တဲတယ်အလှုပ်သမား1000နဲ့တဲတယ်ကြိုက်ပေါ်ဘုရားကြီးကိုဘုရားတိုင်9လနဲ့အပြီးတဲတာတဲ့ဘယ်နှလနဲ့အပြီးတဲတယ်ကိုတော်တိုင်လဲလာပြီးတော့ယာယီတဲနှန်းကြီးဆောက်ပြီးတော့ကိုယ်တိုင်ကြက်မှတ်တာအမတ်ဒိန်လို့ခေါ်တဲ့အမတ်ကြီးအမင်းတာဝန်ယူဆောက်လှုပ်အား1000လှုပ်သား1000နဲ့တဲသန်းဆိုပြီးတော့တဲတာအဲ့ဒါသက္ကရာ838ခုနှစ်ကဆုံလာဇန်14ရက်နေ့စနေနေ့မှာဘုရားကြီးလေးစုလုံးတဲလို့ပြီးတယ်တဲ့14ရက်နေ့ပြီးတော့နောက်နေ့ကဆုံလာပြီနေ့နောက်နေ့ကဗာနေတယ်ကဆုံလာပြီနေ့ကြတော့မွန်တန်ဃာတော်တွေရောဗမာတန်ဃာတော်တွေရောပြင်ပြီးတော့ပြေးတိုင်းတန်ဃာ400တဲ့တန်ဃာဘယ်လောက်လဲတန်ဃာ400ပြင်ပြီးတော့ကဆုံလာပြီနေ့မှာဟောဒီဘုရားကြီးလေးစုရဲ့အပေါ်မှာစေတီတဆူတဲတယ်အဲ့ဒီစေတီထီတော်တင်ဘုရားဖိသေကမင်္ဂလာဆင်ပြီးတော့ရေထဲသွန်းချလူရန်တယ်တဲ့ဓမ္မစီရီမင်းကြီးရဲ့ကုသိုလ်တော်ဘယ်လိုကုသိုလ်တော်လဲဓမ္မစီရီမင်းကြီးတည်သွားတာအပြူကြီးလေးရောက်ပါကလားမပါဘူးပါလိမ့်မယ်တော်ကြနေလာလိမ့်မယ်ခဏနေလာလိမ့်မယ်ခဏနေအဲ့ဒါမုတ်လေးမုတ်မှာတရောင်းကြီးလေးခုဆောက်တော့အဲ့ဒီတရောင်းကြီးလေးခုဟိုတဲ့ဟန္တာဝရီနန်းတွင်သူမင်းကေသာတဲ့ပြူကြီးတယောက်နာမည်မှတ်လိုက်မင်းကေသာတဲ့တယောက်ကမင်းသိန်းလာတဲ့တယောက်ကမင်းဇန္နာတဲ့တယောက်ကမင်းနန္ဒာတဲ့နန်းတွင်သူတွေသူတို့ကနေသူတို့လက်ဝရဏတွေရောင်းချပြီးတော့တစောင်းကြီးတွေဆောက်တာမုတ်လေးမုတ်မှာအဲ့ဒါပဲပရိသတ်ကြီးအဲ့ဒီကနေပြီးတော့ဘယ်နဲ့တစောင်းတခါကနေပြီးတော့ဘုရားတခါဖြစ်ပြီးတော့ပြူကြီးလေးရောက်တယ်ဒါလည်းဖြစ်ကုန်မှမသိဘူးဒါဒီတိုင်းဒါတမိုင်းကဆိုတယ်ပေါ့နော်ဘယ်ကဆိုလဲတမိုင်းလည်းပါတဲ့တိုင်ပြောရတာကိုလည်းဓမ္မတိမင်းလည်းမမြင်လိုက်အောင်မိလည်းမဟုတ်ဘူးဟုတ်လားဒါတိပင်တိထိုက်တယ်ဆိုလို့ထင်လို့ဒါဘုန်းကြီးကပြောနေတာတို့ဒီဘုရားကြီးရောက်တိုင်းဒီဘုရားလေးသူဟာပွင့်တော်မူသွားတဲ့ဘုရားလေးသူကြီးမှန်းပြီးတော့တည်ထားတာဆိုပြီးတော့အဲ့ဒါဒီအာယုံပြုတ်ဖို့လို့ဘာပြုတ်ဖို့လို့လဲ
စိတ်ထဲမှာထင်းနေတဲ့အတိုင်းပြိုကြီးလျောက်တယ်ဆိုတော့မဟုတ်ပါဘူးဘုရားတရားကြီးဒီဓမ္မစီဒီမင်းကြီးပါတက္ကရာရှိဟာ38ခုကဆုံလာနဲ့14ရက်နေ့မှာပြီးတယ်ကဆုံလာပြင်းနေမှာဘုရားမှုရှိတဲ့သံဃာပန်း400ပြင်ပြီးတော့ထီတော်တင်ဗုဒ္ဓဘိသေကမင်္ဂလာသဘင်ဆင်ပြီးတော့ရေးတဲ့သွန်ချတယ်အဲ့ဒီဓမ္မစီဒီမင်းကြီးလက်ထက်ကစခဲ့တဲ့ဘုရားပွဲဗုဒ္ဓဘုဇနိယပွဲဟာအခုလည်းပဲခဏိတဲ့တောင်ကဆုံလာပြင်းနေဆိုကြိုက်ပုံဘုရားပွဲဆိုတာလာကြလားမလာကြဘူးလားအေးလာကြတယ်တဲ့ဘုရားဘူးလာကြဘုရားကြည်ညိုကြကိုယ်ွယ်ကြရှိကပ်ကြတယ်အဲ့ဓမ္မစီမင်းကြီးရဲ့ကုသိုလ်ကောင်းမှုပါနောက်ပိုင်းကျတော့ဘုရားသားရေတက္ကရာ904ခုနှစ်မှာတပင်ရွှေထီးကရွှေသင်္ကန်းကတ်တယ်တဲ့ဓမ္မစီမင်းကြီးနတ်ရွာဆံသွားတော့ဒီဥစ္စာဓမ္မစီမင်းကြီးနတ်ရွာဆံဒီနတ်ကမဆံခင်ပေါ့ဒီဘုရားကြီးတိုက်ပုံဘုရားကြီးတည်နေတဲ့အချိန်မှာဓမ္မစီမင်းကြီးအိမ်မက်မက်တယ်တဲ့အိမ်မက်ထဲမှာလေမြတ်စွာဘုရားဟာရွှေတလွန်ကြီးနဲ့ကြွတော်မူလာတယ်အိမ်မက်မက်တယ်တဲ့အဲ့ဒါနဲ့ဓမ္မစီမင်းကြီးကဒါလည်းပြီးတယ်ပြီးရောဟာမြတ်စွာဘုရားရွှေတလွန်နဲ့ကြွတော်မူလာတာအိမ်မက်မက်တယ်အဲ့တော့ကြိုက်တလွန်ဘုရားတယ်မဲတဲ့ဗာဘုရားတယ်မဲတဲ့ဘုရားရဲ့တလွန်တော်နဲ့ကြွတော်မူလာပုံကြည့်ပြီးတော့အဲ့ဒါကြိုက်တလွန်ဘုရားတယ်မဲဆိုပြီးတော့အဲ့ဒါဘုရားတဆူထပ်တယ်ဗျာနေတဲ့ဒီနေ့ခေတ်တော့ဇဂဝိုင်းဆိုတော့ရေးတဲ့စာအုပ်ကတော့ဟိုကြိုက်ကပံဘုရားကအဲ့ဒါကြိုက်တလွန်ပဲတဲ့ကြိုက်တလွန်ဘုရားကုန်းမြေရပဲတဲ့ဒီလိုပြောတယ်ဇဂဝိုင်းဆိုတော့ကတော့ကြိုက်အဲ့ဒီကြိုက်တလွန်ဘုရားတယ်ပြီးတဲ့နောက်မှာတက္ကရာ840ဘယ်လိုလုပ်တုံးဆိုလို့ရှိရင်ဓမ္မစီမင်းကြီးကမြတ်စွာဘုရားပွင့်တော်မူတဲ့ဗုဒ္ဓဂယာဘုရားပွင့်တော်ပါတယ်လေဗုဒ္ဓဂယာဒီကနေပြီးတော့လွတ်ပြန်တာပဲဘုပညာရှင်တွေပကြီးပညာရှင်တွေတွက်ချက်တတ်တဲ့ကဏ္ဍတေချာတွက်တတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတခါလေဓမ္မစီမင်းကြီးကဘယ်လွတ်လဲအိန္ဒိယကိုလွတ်တာဘယ်လွတ်လဲမရေးတိုင်းဘလောက်ပါတော့ပညာရှင်90ပါသွားတယ်အိန္ဒိယလွတ်ဟဲ့ကောင်လေအိန္ဒိယသွားပြီးဘာလုံးလဲအိန္ဒိယရောက်တဲ့ခါမှာမြတ်စွာဘုရားဘောဓိပင်ကြီးနဲ့မဟာဘောဓိစေတီကြီးဘလောက်ကွာလဲတိုင်းတယ်မဟာဘောဓိစေတီကြီးနဲ့မုံစလင်နာအိမ်ဘလောက်ကွာလဲတိုင်းတယ်မုံစလင်နာအိမ်နဲ့နေတေသနာဘလောက်ကွာလဲတိုင်းတယ်ပြီးတဲ့အခါယရဏကရချွေအိမ်တတ္တဌာနစံနေတော်မူတဲ့အနိမိတ်ကုံလင်းလုံးပင်အဇပါလစိတ်ကြောင်းညောင်းပင်အဲ့ဒါတွေမင်းတို့သွားကြပကြီးဆရာတွေကလည်းပကြီးဆွဲတဲ့ဘာလို့ဝရုံးဆိုရင်ဘဂဝဟန္တာဝတိမှာပိဋကတ်တွေဗုဒ္ဓဂါယာတယ်မလို့ဘာတယ်မလို့လဲအဲ့ဒါပြန်လာတော့ဘာလို့တလဲဓမ္မစီတီမင်းကြီးကအဲ့ဒီကပုံတူတွေယူလာအတိုင်းတော်တွေယူလာပြီးတော့တက္ကရာ840ခုနှစ်မှာဗုဒ္ဓဂါယာတဲတဲ့ဟန္တာဝတိမဟာဘောဓိစေတီတဲ့နာမည်ကြီးပေးထားတာဟန္တာဝတိမဟာဘောဓိစေတီတဲ့အဲ့ဒီဟန္တာဝတိမဟာဘောဓိစေတီတန်လွန်မင်းတရားလက်ထက်ရောက်တော့မဟာဘောဓိစေတီလို့ခေါ်ပြီးတော့အလောင်းမင်းတရားဥအောင်စေရလက်ထက်ရောက်တဲ့အခါကျတော့လေစိုက်တလဲဘုရားလို့လည်းခေါ်တယ်တဲ့အဲ့ဒါတက္ကရာ1246ခုနှစ်မှာကြိုက်ပွန်ဆရာတော်ကြီးကဘွက်ပြောင်းလိုက်တာရွှေကူကြီးဘုရားတဲ့ဗာဘုရားတဲ့လေအေးရွှေကူကြီးဘုရားဆိုတာအခုဒီကနေကြည့်မြင်ရလားမမြင်ရဘူးလားအဲ့ဒါဘဂဝဟန္တာဝတိဗုဒ္ဓဂါယာတတ္တဌာနပဲမြန်မာနိုင်ငံမှာဒီခုံယူစရာအကောင်းဆုံးပဲပြည်တိုင်မြန်မာနိုင်ငံမှာဒီအတိုက်အတော်အတိအကျသွားယူပြီးတော့တည်ထားတာဘဂဝတစ်မျိုးပဲရှိတယ်တချို့နေရာတွေရှိတယ်ဒါပေမဲ့လို့ဒီလိုဓမ္မစီမင်းလို့ကြာကြာနာအတိုင်းထွာအတိအကျနဲ့မလားတချို့ကတနေရာလဲစုပြီးတော့ဒါတန်ခါစွာပြလင်းလုံးပဲတဘောဒီပဲဒီလိုစုထားတာဓမ္မစီမင်းကဒီလိုမဟုတ်ဘူးဒီကနေပြီးတော့ပကြီးပညာရှင်နဲ့ကဏ္ဍတွက်ချက်တတ်တဲ့ပုဂ္ဂိုလ်900အိန္ဒိယလွတ်ပြီးတော့အတိုင်းအတိအကျသွားယူပြီးတော့တည်ထားတာဒီရွှေကိုကြီးဘုရားဆိုတာဒီနေ့တော့နှုတ်ကြိုးနေတဲ့ရွှေကိုကြီးဘုရားတဲ့အမှန်မှာဓမ္မစီမင်းကြီးပေးခဲ့တဲ့နာမည်ကဟန္တာဝတိမဟာဘောဓိစေတီတော်တဲ့ဘယ်လိုလဲလဲဟန္တာဝတိမဟာဘောဓိစေတီတော်တန်လွန်မင်းတရားလက်ထက်ကြတော့မဟာဘောဓိစေတီတော်ဥအောင်စေရလက်ထက်ကြတော့ကြိုက်တယ်လေဘုရားဆိုပြီးတော့ဒီမင်းတက်လာတဲ့နာမည်ကြီးပြောင်းပြီးတော့ပေးသွားတာနောက်ဆုံးပေးသွားတာကတော့ဒီကြိုက်ပွန်ဆရာတော်ကြီးပေးသွားတာရွှေကိုကြီးစေတီတို့ဘွဲ့အကြီးပေါက်တာကြိုက်အဲ့တော့ဘုန်းကြီးတို့ပေးသားပေါင်းတော်ပေါင်းတို့ကိုပြောချင်နေတာကဒီဓမ္မစီတီမင်းကြီးရဲ့ကောက်မှုတော်တွေကဘဂဝါမျိုးပေါ်မှာလျှောက်ပြောမယ်ဆိုအများကြီးရှိသေးတယ်မကုန်နိုင်သေးဘူးအဲ့တော့ထားပါတော့ဒီဘဂဝါမျိုးရဲ့ပြက်တရေဆောင်ဒီတတ္တဌာနဘုရားရှိတဲ့ဗုဒ္ဓဂယာရွှေကိုကြီးဟာလေဥ
ပတ်စံရှိတဲ့ပုဂ္ဂိုလ်ပြန်ဖော်ဖို့ကောင်းတယ်ဘဂုသူဘဂုသားတွေဂုံယူဖို့ကောင်းတယ်ဓမ္မဘောဓိစေတီကြီးပြန်တယ်ဘောဓိပင်ကြီးခုရှိသေးတယ်မလဲသေးဘူးဘောဓိပင်ကြီးခုသွားကြည့်ချင်ကိုကြည့်ပြန်ရတယ်မြတ်စွာဘုရားဇင်းဉာဏ်ကြွတော်မယ်ယရဏခရဇင်းဉာဏ်ရှိသေးတယ်အနိမိတာကုန်းရှိသေးတယ်အနိမိတာကုန်းလေးရတယ်ဘုရားကျုပ်ဘွားတော်လည်း2000လောက်လေးရှိတယ်ခန့်ခန့်ညာညာမရှိဘူးအဲ့ဒါဘဂိုးသူဘဂိုးသားတွေဂုံယူဖို့ကောင်းတာလားမြန်မာပြည်ဒီလုံးကြိုက်တဲ့နေရာမှာလိုက်ရှာပေးတိုက်မရှိဘူးတတ္တဌာနနေရင်သရာမြေဟိုမှာရှိတယ်ခုနေရင်သရာမြေကအထတန်းလမ်းဖောက်လိုက်လို့လမ်းပါသွားတာဟိုဘက်ပြီးတော့မှနေရင်သရာမြေရှိနေတာပဲဓမ္မစီရီမင်းကြီးရဲ့ကောင်းမှုတော်တွေအဲ့တော့ဒီမှာဒီကြိုက်ပုံဘုရားကြီးပြီးမှအဲ့ဒီမှာအိန္ဒိယကိုလှုပ်ပြီးတော့တက္ကရာ840ခုနှစ်မှာကြိုက်ပုံဘုရားပြီးတာက838ခုနှစ်မှာပြီးတယ်ကစုံလာသား14ရက်နေ့စနေနေ့မှာပြီးတယ်အဲ့ဒါပြီးတော့ဒီကြားထဲပါတယ်လေးတုံးဆိုတော့မြတ်စွာဘုရားရွှေသလွန်နဲ့ကြွလာတာအိမ်မဲမြင်မဲ့တော်မူလို့ကြိုက်သလွန်ဘုရားတဲတော်မူတယ်ပြီးတဲ့အခါကျတော့မှအဲ့ဒီရွှေကိုကြီးဘုရားတဲတော်မူတယ်အဲ့ဒီလိုမြတ်စွာဘုရားရဲ့သာသနာတော်ကြီးကိုဘုံမိနေလားထိန်ထိန်ပအောင်တို့ဘဂဝမြို့ကြီးမှာတည်သွားတဲ့ဟောဒီဓမ္မတိမင်းကြီးရဲ့တိုက်ပုံဘုရားကြီးကိုတက္ကရာ904ခုနှစ်မင်းတရားတပင်ရွှေထီရွှေသင်္ကန်းကတ်တယ်တဲ့တက္ကရာ924ဘယင်နောင်တက္ကရာ952နန္ဒဘယင်တက္ကရာ962နိဗ္ဗာန်ကလိုင်းဆရာတော်နဲ့တရားတော်မတွေပြန်လဲပြုပြင်ဒီဘုရားကအစဉ်အဆက်ပေါ်ပြည့်တဲ့အဲ့ဒီလိုရှေ့ကဓမ္မတိမင်းကြီးရဲ့ကုသိုလ်ကောင်းမှုတော်တွေကိုနောက်ကမင်းတွေကလိုက်ပြီးတော့ပြန်လဲပြုပြင်ပြီးတော့တက္ကရာ1118ခုနှစ်မှာလောင်းမင်းတရားဥအောင်စရာကြီးမိဖုရားနဲ့သားတော်သမီးတော်တွေခြံရံပြီးတော့တိုက်ပေါ်ဘုရားကြီးကြွတော်မူလာတော့ဇိုင်းကန်တိုင်းတကြီးကိုမွေးထုတ်ပေးပြီးတော့ဟဲ့ဘုရားကြီးဆိုတင်ကကပ်ပါဟဲ့ဇိုင်းကန်တိုင်းတကြီးရဲ့မင်းဒါလို့ဆိုပြီးတော့ဥအောင်စရာကိုယ်တိုင်အလောင်းမင်းတရားကြီးဥအောင်စရာကိုယ်တိုင်ဒီမှာကြွပြီးတော့ဒီဘုရားကြီးကိုပြန်ပြီးတော့ပြင်ပေးဘူးတယ်တဲ့ရှေ့ကမင်းကောင်မင်းမြတ်တီအဲ့ဒါအစစ်ကိုးကွယ်လာခဲ့တာလေစုဘုရားအာယုံထားပြီးတော့ကြိုက်ပုံဆိုတာမွန်ဘာသာနဲ့ခေါ်တာဘာသာနဲ့ခေါ်တာလေအေးဒါကြောင့်ဘုန်းကြီးတို့မူလဘုရားတရားကြီးဖြစ်တဲ့ဓမ္မဒရရာမဓိပတိဓမ္မစေတီတိရိပရမမဟာဓမ္မရာဇာတိသာသာလို့ခေါ်တဲ့ဓမ္မစေတီမင်းကြီးရဲ့ကောင်းမှုတော်ကြိုက်ပုံဘုရားကြီးမှာတခါမှမဖြစ်ဘူးတဲ့ဓမ္မသဘင်တရားဝကြီးဖြစ်တာဟာဒီဘုရားကြီးလေးစုကိုမေတ္တတရားနဲ့ပူဇော်တာဘာနဲ့ပူဇော်တာလဲပူဇော်ခြင်းပူဇော်တဲ့အထဲမှာတရားနဲ့ပူဇော်အများဆုံးပဲတိုက်ပုံဘုရားကြီးတတန်းတစ်ချောင်းအခုလိုချိန်ချိန်သေးတဲ့ဓမ္မသဘင်ပွဲကြီးတစ်ခါမှဖြစ်ဘူးအဲ့ဒါဒီနေ့ဓမ္မဒါနကောင်းမှုရှင်ဓမ္မကြီးဒေါ်ညွန့်ကြည်မိသားစုတို့ကတိုက်ပုံဘုရားကြီးကိုဘုရားကြီးလေးစုကိုတရားအလူဖြင့်မြတ်စွာဘုရားကိုဓမ္မပူဇာဖြင့်လှူဒန်းတဲ့ပွဲမှာဘုန်းကြီးတို့ကလည်းပဲငါဘာတရားဟောကောင်းမလဲတရားတွေကတော့ရှိတာဘောများဟောမလို့အများကြီးပေါ့သို့တော့သူ့နေရာသူ့ဌာနလေးနဲ့အစ္ဆတာကြိုက်ပုံဘုရားသမိုင်းဟာသူတော့ပြောတောင်ပြောနေကြတယ်အပြိုကြီးလေးယောက်လည်းပြောလို့ပြောဘုရားမဲ့တယ်ပြောလို့ပြောဘယ်လိုဟာတွေလဲမသိကိုင်းဒါလေးတော့ရှားဖို့ဝေလေးစုဆောင်းတော့လေးနဲ့ဒီဘုရားအကြောင်းတော့ပြောမှာပဲဆိုပြီးတော့အခုပြောလာတာပြီးပြီလေးစုဘုဒ္ဓဝင်သိစေခြင်းနဲ့ဗာတရားတဲ့လေဟန္တာဝရီဌိနံကိုစိုးစံခဲ့တာဘုန်းကြီးတို့ဒီဓမ္မဒရအမည်ရတဲ့ဓမ္မစေတီလို့အမည်ရတဲ့ဒီဓမ္မစေတီမင်းကြီးကတက္ကရာ854ခုနှစ်မှာသားတော်ဖညာယံလောက်ကြံလို့နတ်ရွာဆံခံတော်ကုန်ခဲ့တယ်တဲ့ဓမ္မစေတီမင်းကြီးဟာတတ်လို့ပေးရတာသူသားတော်ဖညာယံလို့ခေါ်တဲ့သားတော်လောက်ကြံလို့ဓမ္မစေတီမင်းကြီးကနတ်ရွာဆံခံတော်ကုန်ခဲ့ရတယ်။ကဲအဲ့တော့ဒီဘုရားကြီးရဲ့မူလတရားကဖြစ်တဲ့ဓမ္မစေတီမင်းကြီးရဲ့ကောင်းမှုတော်တိုက်ပုံဘုရားကြီးမှာဘုန်းကြီးတို့လည်းစွမ်းအားရှိတော့ထိုးထိုးဤစာအုပ်တွေစာဆောင်တွေကရှားဖွေပြီးတော့ကြိုက်ပုံဘုရားသမိုင်းတို့ခေါ်ရင်လည်းရပါတယ်တနည်းပြောရင်လေးစုဗုဒ္ဓဝင်သိသိခြင်းမတရားလဲလေးစုဗုဒ္ဓဝင်တရားခုဟောလို့ပြီးပြီဘုန်းကြီးတို့ပြတာပုံတော်ကောင်းတော့မသိဘူးလားအဲ့ဒါသိပြီဆိုဒီဘုရားပေါ်တက်တဲ့ကအထိပ္ပယ်ကသိရှိသွားပြီဟာဒါပေါ်တော့မဟုတ်ဘူးတဲ့ဘုရားလေးစုပဲဒီဘုရားတက္ကကြီးဓမ္မစေတီမင်းကြီးအဲ့ဒါဒီဘုရားမှာရှင်မိပန်းရေချမ်းလူတန်းတဲ့ကုသိုလ်တွေကိုမူလဘုရားတက္ကကြီးဖြစ်တဲ့ဓမ္မစေတီမင်းကြီးရပါစေမြင်ပါစေကြားပါစေရောက်တဲ့အရာကနေပြီးတော့တာရုခေါ်နိုင်ပါစေ
ဘုရားတကာကြီးပဲကွယ်သူကုသိုလ်ကောင်းကိုအမျှဝေရမှာပေါ့ဝေရဘူးလားဇာတပေတာကျန်ကတကြီးဘုန်းကြီးလူတွေကြီးတကက်တခါလဲသာသနာပြုသွားတာဘဂဝဟန္တာဝတိမှာဒိတ်ဒိတ်ကျဲပဲဘုရားတိုင်ဓမ္မစီတိဆိုတာနာမည်တစ်လုံးနဲ့ကြံခဲ့တာအဲကြောင့်ဓမ္မစီတိမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ကြိုက်ပုံဘုရားကြီးမှာတရားဝဲကျင်းပါတယ်ဓမ္မကြီးတို့မိသားစုတွေလည်းပဲကုသိုလ်တွေအများကြီးတိုးပါတယ်တိုးလားမတိုးဘူးလားဓမ္မကြီးတော်ညွန့်ကြီးတို့မိသားစုတွေစိတ်ကူးကောင်းကောင်းနဲ့ဒီဓမ္မတွေတရားဝဲကြီးကျင်းပါတော့ဘုန်းကြီးတို့လည်းပြောကြရှိရလေးပြောပြတော့ပြည့်သက်တွေလည်းသိခွင့်မရဘူးလားသိခွင့်ရတဲ့အခါကျတော့ဘုရားလာတော့ပို့ပြီးတော့အားရှိတယ်ပို့ပြီးတော့ကြည်ညိုဝေရကောင်းတယ်ဒါလို့ဟုတ်လားအဲ့တော့သူများပြောရင်လည်းပဲပြောတတ်ပြီးအပြောကြီးလေးရောက်တယ်တော့မဟုတ်ဘူးဘုရားတကားမူလတကားဓမ္မစတိမင်းကြီးရှင်သောပုရဲ့တမဲဒါဘိုးမှတည်သွားတာဘုရားတွေကအများကြီးပဲပြည်တိုင်အဲ့တော့ထားပါတော့ဒီနေ့ညကလောက်နေတယ်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ရှင်းပြီးတော့လေးစုဗုဒ္ဓဝင်ကောကုသနာဘုရားကြောင့်ပြောခဲ့ပြီးပြီကောဏကမနာဘုရားကြောင့်ပြောခဲ့ပြီးပြီကတ္တဗဘုရားကြောင့်ပြောခဲ့ပြီးပြီဂေါတမဘုရားကြောင့်ပြောခဲ့ပြီးပြီအဲလေးစုတော့ဘုရားတွေကိုအာယုံပြုပြီးတော့တည်သွားတဲ့ဘုရားကြီးကိုအာယုံပြုလို့ဘာဂတိနာမတိပေကိုဟိတယသဗ္ဗပါဏိနံကြိုက်ပေါ်နာမေဟိဘုနယောရာစုပိတုကတဝရာဘာဂတိနာမတိပေကိုဟိတယသဗ္ဗပါဏိနံကြိုက်ပေါ်နာမေဟိဘုနယောရာစုပိတုကတဝရာဘာဂတိဟန္တာဝတိစန္ဓာနိဟုမြန်ပြီးမဆန့်ကဘာနာအောင်အလွန်လဲထင်ရှားစွာထသောဘေဝနာဝကေရန်ကုန်မန္တလေးအကြတကူကြီးဖရာတို့ဖြင့်တမျိုးကြီးထွားကဲထူသည်ဘေကူမြည်ဟိတိုင်းမြို့တော်ဤ၌ဘေဝနာဝကေရန်ကုန်မန္တလေးအကြတကူကြီးဖရာတို့ဖြင့်တမျိုးကြီးထွားကဲထူသည်ဘေကူမြည်ဟိတိုင်းမြို့တော်ဤ၌သဗ္ဗပါဏိနံမြမမဆံကမနှံများစွာခသိန်းသောတတ္တဝါတို့ဤဟိတယလောကဓမ္မနထာနာခေါ်ရာအရှိဘွားတို့ဖြင့်တိုးတက်ကြီးပွားကြပါစေခြင်းကြောင့်ဝရာအမြတ်တကအမြတ်အယယတို့ထက်အမြတ်ဆုံးလည်းဖြစ်တော်မူပါပေထသောကြိုက်ပေါ်နာမေဟိမူနယောလေးစုဖယားဤထားပူဇော်မောဘာသာတော်ကကြိုက်ပွန်ခေါ်ညာမြဖယားတို့ကိုကြိုက်ပွန်နာမေဟိမူနယောလေးစုဖယားဤထားပူဇော်မောဘာသာတော်ကကြိုက်ပွန်ခေါ်ညာမြဖယားတို့ကိုသာစုပြီးမြမတိုင်းပေါင်းနှင့်သာဝရသမိုင်းပြောင်းအောင်စာတင်ထင်ရှားဓမ္မစီရိသာသောမင်းအများတို့သည်ဒုက္ခတောင်လောကသံဃာနှဖျားပွားတို့ကျိုးနိဗ္ဗာန်ရည်စိတ်တန်ကကောင်းစွာချီးမြှောက်အပြီးရောက်အောင်တိဆောက်ကိုယ်ွယ်တော်မူကြလေကုန်၏တကားဒေတိတောမေအယံဓမ္မောဗုဒ္ဓေနာဟိစ္ဆာဘာတိတောဒေနာသဝေကုခယံဒုဇနာဣဋ္ဌသမင်ကိနောဗုဒ္ဓေနာအရဟန္တသုတယံဘူကိုင်တူနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဟိစ္ဆာဘာတိတောသံဃာတိုင်းဘယပြပြသာသာထိခိုက်ရွဆို၍ဟောကြားအပ်သောအယံဓမ္မောလေးစုဗုဒ္ဓဝင်သိစေခြင်းလို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေဝယငါသည်ဒေတိတော်တို့တရားဓမ္မတွေသိစေမှတ်စေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတေနထို့သို့ရှိဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမေယပုံညကရိယာကုသိုလ်ထူးကြောင့်ဒါပေကျွမဲ့အုပ်သုံးလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမိနီနောမိမိတို့အတိအလိုရှိအားတောင်းတအပ်သောဣဒ္ဓမင်္ဂလာကျက်တည်းဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်
စိတ်ရွှင်လန်း၍ကြံကြောင်းမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း